အားလုံးမင်္ဂလာပါโอเคကျေးဇူးတော်ချီးမွမ်းတယ်အားလုံးကြမ်းမှပြန်တွေ့ရတယ်ပေါ့နော်တမျိုးတော့မထင်နဲ့တော့ဆရာတွေကသူတို့မိုက်ခိုင်တာနဲ့ဟိုခိုင်းနေခိုင်းလို့တယ်လုံးဝမထင်ပါနဲ့ဒါမျိုးမစခင်နှုတ်ကပတ်တော်မသွားခင်အနည်းဆုံးကျွန်တော်တို့3-4ယောက်အနည်းဆုံး4ယောက်ပေါ့နော်4ယောက်ကျွန်တော်အလက်ဝဲလက်ရအရှိနောက်နှုတ်ဆက်ပြီးတော့ဒီနေ့အတူတွေ့ရတာဝမ်းသာတယ်ဆိုပြီးတော့မျက်နှာပြုံးပြုံးလေးအလှဆုံးเนาะကျွန်တော်တို့နှုတ်ဆက်ပြီးတော့စကားပြောရအောင်အနောက်ကိုလည်းလဲနော်အရှိကိုလည်းသွားအနောက်ကိုလည်းလဲဂျေဇုပြုပြီးတော့နော်အနည်းဆုံး4ယောက်ဂျေဇုတင်တယ်ဖျားပြီးတဲ့တဘာဝအလားတွေပြုံးတဲ့အခါမှာပေါ်တယ်ပေါ့နော်အဲဒါကြောင့်မအက်စတာကသူကုန်းတော်ချီးမွမ်းတော့မယ်ဆိုအရင်ဆုံးပြုံးခိုင်းတယ်ပြုံးလို့ရတယ်ဒါပြဿနာတစ်ခုပါလေသိလားအသက်ရှင်တဲ့ဖျားကိုလက်ခုပ်တီချီးမွမ်းအောင်ဆိုတော့လက်ထဲမှာပတ်စံကိုက်ပြီလေဖကမဲနာဖြစ်တဲ့ตัวလဲเนาะဆိုတော့ကျွန်တော်တို့အဲ့ဒါတွေရတဲ့တကယ်တိတ်ပဲရှိတယ်ပြုံးလေးနဲ့ဖခင်ကိုချီးမွမ်းတာဖြစ်တယ်ကဲဟုတ်ပြီဒီတလလုံးကကျွန်တော်တို့ rebuilding the wall of our life ပေါ့เนาะကျွန်တော်တို့ဘဝရဲ့တတိုင်းကိုပြန်လဲတည်ဆောက်ခြင်းကျွန်တော်တို့အပတ်တိုင်းသွားတဲ့အခါမှာဒီတပတ်ကဒီ series ရဲ့နောက်ဆုံးအပတ်ဖြစ်မယ်ပေါ့เนาะဆိုတော့ဒီတပတ်အတွက်ကျွန်တော်တို့ကပတ်တော်ကောင်းစဉ်ကိုအတူတူကဖတ်ရအောင်เนาะnext slideဒီခေါင်းစဉ်ကျွန်တော်ဖတ်အောင်1 2 3မျောလင်းခြင်းနဲ့ဝမ်းမြောက်ခြင်းကိုပြန်လည်တည်ဆောက်ခြင်း rebuilding အသစ်ဆောက်တာမဟုတ်ဘဲနဲ့ရှိပြီးသားမရတာကြာတာဖြစ်ဖြစ်ပျောက်တာကြာတာဖြစ်ဖြစ်အဲ့ဒီအရာကိုပြန်လည်တည်ဆောက်ခြင်းပေါ့နော်ဒီဘက်ကမျောလင်းခြင်းနဲ့ဝမ်းမြောက်ခြင်းကိုဘယ်လိုပြန်တည်ဆောက်ရမလဲဆိုတော့ကိုကျွန်တော်တို့သွားမှာဖြစ်တယ်အခြေပြုတ်ချမ်းကိုဖတ်ရအောင်ပေါ့နော်တလလုံးကတော့နေဟေမိမဆာကနေသွားတာဖြစ်တယ်နေဟေမိကကျွန်တော်တို့တတိုင်းကြီးယေရုရှလင်တတိုင်းကိုဘယ်နည်းနဲ့ပြီးတည်ဆောက်လဲ50နဲ့50ထိတော့အတန်ကျဲတယ်နောက်ပိုင်းမှာတန်ဖြစ်တတ်တယ်โอเค52ရက်ပေါ့နော် thank you 52ရက်နဲ့အဲ့ဒါကြောင့်မိတ်ဆွေဘဝမှာမျောလင့်ချက်လားဝမ်းမြောက်ခြင်းလားကျွန်တော်တို့အိမ်ထောင်လားဒါမှမဟုတ်ပေါင်းသင်းဆိုင်တငယ်ချင်းတွေနဲ့လားတခုခုမှာကျွန်တော်တို့ပြိုပြက်တယ်ပျက်စီးနေတယ်ဆိုရင်တော့ဒီနှုတ်ကပတ်တော်အဖြစ်52ရက်မှာယေရုရှလင်မြို့အုပ်တိုင်းကြီးကိုယေရမိဦးဆောင်ပြီးနေဟမိဦးဆောင်ပြီးတည်ဆောက်တယ်လို့မျိုးဖယားဒီတလလုံးတည်ဆောက်ပေးတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ဖယားပြက်လဲ restoration ပေးမှာဖြစ်တယ်အဲ့ဒါကိုပြောချင်တယ်အခြေပြုကျမ်းကိုဖတ်ရအောင်လို့ပေါင်းတို့ဒီ1 2 3ပြီးငယ်ကျမ်းစာကိုကြားတော့အခါငိုကြွေးကြသည်ဖြစ်၍ပြည်အုပ်မင်းနေဟမိကျမ်းသတ်ဆရာယစ်ဘရဟိအဲဇရာလူများတို့အားတုန်တင်သောလေဝိသားတို့ကဤနည်းရသည်သင်တို့၏ဖျားသခင်ထာဝရဖျားဖို့တန်ရှင်တော်နေဖြစ်၏ငိုကြွေးမြေတမ်းခြင်းကိုမပြုကြနှင့်တွားကြလောမိန်စွာသောအစာကိုစားကြလောချူသောအရည်ကိုတောက်ကြလောဆင်းရဲသောသူတို့အားဝေမျှကြလောဤဒီနိယတိငါတို့ဖျားရှင်အဖို့တန်ရှင်၏ဝမ်းမနေကြနဲ့ထာဝရဖျားပေးတော်မူသောအခွင့်နဲ့အာယူ၍ဝမ်းမြောက်ကြလောဟုလူအပေါင်းတို့အားဆိုကြ၏အာမင်ကျွန်တော်တို့ထာဝရဖျားဤနိယတိငါတို့ဖျားရှင်အဖို့တန်ရှင်တဲ့ကြောင့်ဝမ်းမနေကြနဲ့ထာဝရဖျားပေးတော်မူသောအခွင့်နဲ့အာယူပြီးတော့ဝမ်းမြောက်ကြလောဆိုပြီးတော့နေမိကကျွန်တော်တို့တိုင်းသူပြည်သားအားလုံးကိုမှာကြားထားတယ်နော်ကဲခဏလေးကျွန်တော်တို့ကပတ်တော်သဆုတောင်းကြရအောင်နော်ကိုရောဒီနေ့နှုတ်ထွက်စကားတော်ဖြင့်သားရဲ့နှုတ်ရှာကိုဗိတ်သိက်အသုံးပြုတော်မူပါကိုရောရဲ့နှုတ်ထွက်စကားကိုခံယူဖို့နှလုံးသားပြင်ဆင်တဲ့ကိုတော့သူတော်စုယုံကြည်သူကြီးကိုမောင်တို့မှာအားလုံးရဲ့နှလုံးသားလဲကောင်းသောမိများဖြစ်စေတော်မူပါနှုတ်ကပတ်တော်မျိုးစေ့ကြတဲ့အခါမှာကောင်းသောမိမှာအစ30 60 100မကအတီးတီး၍ပြန်လဲရိတ်သွင်းခွင့်ပေးတဲ့အတိုင်းပဲအရောက်စီတိုင်းတတနိုင်နှုတ်ကပတ်တော်ဖြင့်ကြားမှချင်းလွတ်မြောက်ခြင်းပြန်လဲထူထောင်ခြင်းဝမ်းမြောက်ခြင်းနဲ့ကိုတော့ပြန်သွားခွင့်ပေးမှာဖြစ်တဲ့ကြောင့်ယေရှုတင်တဲ့နှုတ်ကပတ်တော်နဲ့အချိန်တိုင်းအတွက်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကပ်နှံကြပါ၏ဖဖျားသခင်အာမင်အာမင်ဆိုတော့ယေရှုတော်အကြောင်းကျွန်တော်ဒီနေ့မိုက်စာခုနကုံတော်ချီးမွမ်းတဲ့စိတ်ထဲမှာပါပေါ်လာလဲဆိုတော့ပြီးခဲ့တဲ့ဒီတပတ်မို့နော်ပြီးခဲ့တဲ့ပတ်မှာ home cell မှာဆရာတို့ပေးတာနဲ့ဘာနိုးစော်ချင်းလာလဲမသိဘူးလွန်ခဲ့တဲ့နှစ်20 30ကတချင်းတွေလေချီးမွမ်းဖြစ်တယ်တခါကျအဲ့ဒါမျိုးချီးမွမ်းကျွန်တော်စိတ်ထဲမှာပြောတယ်ပေါ့နော်ပြီးတော့အဲ့လိုပြောလို့အဲ့ဒီတချင်းတွေပေါ်တော့ကျွန်တော်လည်းငယ်ငယ်လေးပဲရှိတယ်နော်
အဲ့လိုမပြောအသက်ကြီးတယ်လို့ခဏပြောခဏလို့ကျွန်တော်လည်းငယ်တယ်အဲ့တော့ကကျွန်တော်10ဝန်းကျင်လောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကြတော့ရှိမီနောက်မီဆိုတော့လေနော်ဟိုအရှိလည်းမီနောက်မီဆိုတော့ကျွန်တော်လူဟောင်းတော့မဟုတ်ဘူးပြန်ပေါ်လာတာကတမန်တော်ဝတ္ထုဆိုတော့ကိုပက်ထရစ်ကအဝိကနင်းတဲ့တော့ရောက်လာခါစားအဲ့ဒီတမန်တော်ဝတ္ထုချင်းမွန်းတယ်တစ်ခေါက်လောက်ကျွန်တော်ဘယ်နဲ့တိုက်ပြီးတော့တကုံချမယ်နော်ကျွန်တော်တို့ lesson တွေပြတာပေါ့မမားဖို့တော့အရေးကြီးတာပေါ့နော်ဒီတမန်တွေကျွန်တော်တို့အရင်တော့ဆိုရင်အဆူတော်တွေအဲ့ဒီတမန်တော်ဝတ္ထုတီးချင်တော့ breaky ဆိုခိုင်းလိုက်ဆောင်းပြီးဆိုခိုင်းလိုက်ဟာအဲ့တော့တီးတယ်ဘာကြောင့် lesson ပြချင်တော့အဲ့ဒီတချင်းလဲဆိုတော့တချင်းဟောင်းတွေတော်ကောင်းတယ်အတင်းတော်မှာတချင်းတစ်လဲချီးမွမ်းမယ်တချင်းဟောင်းလဲချီးမွမ်းမယ်ပေါ့နော်ကျွန်တော်တို့တကယ်ကြီးဆိုတော့ချီးမွမ်းတယ်ဆိုတော့ဖယားချီးမွမ်းခြင်းကအင်မတန်မှအရေးကြီးတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နေဟမိထဲမှာကျွန်တော်တို့ကျိုးပဲ့နေတဲ့အရာတွေ next slide နော်ပြန်လဲတိဆောက်ခြင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျိုးပဲ့နေတော့ကာလများတစ်ချက်လောက်ကျေးဇူးဖတ်ရအောင်နော်1 2 3ကျိုးပဲ့နေတော့ကာလများနောက်ဖယားသခင်ဒီမျော်လင့်ချက်နဲ့ဝမ်းမြောက်ခြင်းကိုပြန်လဲပေးအပ်တယ်အာမင်ကျိုးပဲ့တဲ့ကာလလူတိုင်းမှာရှိတယ်ဘဝမှာပျက်စီးတဲ့အရာတွေမျောလင့်ချက်တွေဝမ်းမြောက်ခြင်းတွေဆုံးရှုံးပြီးတော့ဘဝမှာကျွန်တော်တို့မျောလင့်ချက်တွေမဲ့ပြီးတော့ဝမ်းမြောက်ခြင်းကမရတော့တာကြတဲ့ကျိုးပဲ့ပျက်စီးတဲ့ကာလလူတိုင်းမှာရှိတယ်တချို့ယုံကြည်သူတွေတက်တာမှာမျောလင့်ချက်ကဘာမှန်းတော့မသိတော့ဘဲနဲ့အနာဂတ်ဝမ်းမြောက်ခြင်းဆိုတာလုံးဝမခံစားတော့တာကနှစ်နဲ့ချီလဲရှိနိုင်တယ်ဒါပေမဲ့ဒီနေ့တည်င်းကောင်းကပါလဲဆိုတော့မိတ်ဆွေရဲ့ကျိုးပဲ့နေတဲ့ပျက်စီးနေတဲ့ဘယ်ရောက်လို့ရောက်မှန်းမသိနေတဲ့မျောလင့်ချက်ကိုဖယားဒီနေ့နှုတ်ကပတ်တော်ဖြင့်ပြန်ပေးခြင်းတယ်ဟာလေလုယာမိတ်ဆွေရဲ့အသက်တာမှာမရှိတော့တာကြားတဲ့ဝမ်းမြောက်ခြင်းကိုဖယားပြန်ပေးခြင်းတယ်ကျွန်တော်တချင်းဟောင်းတပုတ်မမေ့ကြလားမသိဘူးเนาะတချင်းဟောင်းခဏပြောတယ်တချင်းတပုတ်ပေါ့เนาะဆိုတော့ကိုရောနိုင်ဝမ်းမြောက်ခြင်းဒီခွန်အားရစေသည်ကျွန်တော်အကုန်လုံးလူဟောင်းတွေပဲအကုန်လုံးရတယ်เนาะကဲတစ်ချက်လောက်ချီးမွမ်းရအောင်ကိုရောနိုင်ဝမ်းမြောက်ခြင်းဒီခွန်အားရစေသည်ကိုရောနိုင်ဝမ်းမြောက်ခြင်းဒီခွန်အားရစေသည်ဝမ်းမြောက်ခြင်းဒီခွန်အားရစေသည် The joy of the Lord The joy of the Lord is my strength. 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 အတန်ကိုကောက်ရရလဲနည်းနည်းဆောင်းခါနေတယ်ကဲစမ်းရှိဘူးကိုတော်၌ဝမ်းမြောက်ခြင်းကဘာဖြစ်လဲခွန်အားယုံကြည်သူခရိယန်တရားပဲခွန်အားကဘယ်ကနေလာလဲဝမ်းမြောက်ခြင်းကနေဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကကောင်းကြီးဖြစ်လိမ့်မယ်သင်ကျိုးပဲ့နေတဲ့သင်ရဲ့ပျက်စီးနေတဲ့ပျောက်လွင့်နေတဲ့နော်မျောလင့်ချက်နဲ့ဝမ်းမြောက်ခြင်းကိုဖျားပြန်လဲပေးမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့မျောလင့်ချက်ပေါ်လာအဲ့ဒါတစ်ချက်လောက်ကျေးဇူးပေးဆက်ဖတ်ရအောင်နော်1 2 3မျောလင့်ချက်ပေါ်လာပြီးရှင်လန်းမှုပြန်လာတော့အခါပြန်လဲတိဆောက်ခြင်းပြီးမြောက်တယ်အာမင်ဆိုတော့ကျွန်တော်တို့ဖယားပြီးဖားပြီးသားကဲတင်ချင်းရတဲ့ချိန်မှာယေရှုခရစ်တော်နဲ့သူကျွန်တော်အထဲမှာရရှိတဲ့ထူမျောလင့်ခြင်းဝမ်းမြောက်ခြင်းကဘယ်ချိန်မှာကျွန်တော်ပြန်ရလဲဆိုတော့ကျွန်တော်အဲ့ဒီဖယားပြီးတဲ့ဝမ်းမြောက်ခြင်းဖယားရှိမှသွားတဲ့အခါမှာအဲ့ဒီဝမ်းမြောက်ခြင်းပြန်ပြီးတော့ကိုယ်မှာကြုံရတဲ့ဒုက္ခပြဿနာပျောက်သွားတာမဟုတ်ပေမဲ့အဲ့ဒီဒုက္ခပြဿနာထက်ကြီးတဲ့မျောလင့်ခြင်းနဲ့ဝမ်းမြောက်ခြင်းအထဲမှာရှင်တန်တဲ့အခါမှာကျွန်တော်တို့ကအောင်မြင်တော်သူအသက်တာမှာရှောက်လန်းရတာဖြစ်တယ်အာမင်ဆိုတော့အောင်မြင်ဖို့အတွက်ရှောက်လန်းတာမဟုတ်ဘူးအောင်မြင်ပေးသားသူအနေနဲ့အဲ့ဒါကြောင့်ခရိယန်တတဆိုတာစစ်တိုက်တယ်ဝိညာဉ်တိုက်ပွဲဆိုတာဝိညာဉ်တိုက်ပွဲအောင်ဖို့တိုက်တာမဟုတ်ဘူးအောင်မြင်ကနေအောင်မြင်သူတယောက်အနေနဲ့တိုက်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ပဲသူ့အောင်မြင်ခြင်းမှာယက်တည်လဲကားတိုင်းမှာယေရှုလုပ်တဲ့အောင်မြင်ခြင်းပေါ်မှာအောင်မြင်သူတယောက်အနေနဲ့ကျွန်တော်စစ်မြေပြင်မှာရောက်နေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါအမတန်မှအရေးကြီးတယ်ကျွန်တော်တို့ဝမ်းမြောက်ခြင်းဆိုတဲ့အခါမရသေးတာမို့ဖျားပေးထားအကြောင်းအမျိုးမျိုးကြောင်းတခါတလေအဲ့ဒီဝမ်းမြောက်ခြင်းဖျားနဲ့ connection ပြတ်ပြီးပျောက်သွားတတ်တယ်ဒါပေမဲ့ပြန်လဲဖျားတည်ဆောက်ပေးတယ်မျောလင့်ချက်တွေပြတ်သွားတတ်တယ်ပြန်လဲတည်ဆောက်ပေးတယ်အဲ့ဒါကြောင့်မယုံကြည်သူနဲ့ကျွန်တော်တို့ဖျားသားသမီးတွေမတူတာကကျွန်တော်တို့ပျောက်သွားတဲ့ຢာကိုပြန်လဲတည်ဆောက်ပြီးဖို့စိတ်ဝင်စားတဲ့ဖျားကိုကျွန်တော်သိခွင့်ရတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကကျွန်တော်ရဲ့အကောင်းဆုံးမျောလင့်ချက်ဖြစ်တယ်ပတ်ဝန်းကျင်မှာလူတွေမျောလင့်ချက်ကုန်တဲ့အခါမှာကျွန်တော်ဒီနေ့တော့မပြင်ဆင်ထားလို့မားမှာဆိုလို့လူတယောက်ကနေအောင်ချီမရှိဘဲနဲ့ဘယ်နည်းသက်ရှင်နိုင်လဲဆရာလည်းအရင်တော့ပြောပါတယ်မမေ့တော့ကဲအတိုင်းတာတစ်ခုသက်ရှင်တယ်အဲ့လိုပဲပြောတမန်ရအောင်နော်
ပြီးတော့ရီမရှင်းဘယ်နည်းသက်ရှင်နိုင်လဲရက်40အဲဒါကြောင့်မဖြေပါနဲ့လို့ဆိုတော့ကျွန်တော်တို့ပြီးရင်ဘာဖြစ်လဲကျွန်တော်တို့ဟိုလေကိုမရှူဘဲတဲ့မနေ့သက်ရှင်နိုင်လဲ9စက္ကန့်ကနေ9စက္ကန့်တမိနစ်လာမသိဘူးကဲထားလိုက်တော့အဲ့လောက်ဝင်ကျင်ပေါ့လေဒါပေမဲ့မျောလင်းချက်မရှိရင်တစ်စက္ကန့်မှဆက်လက်ရှင်တန်လို့မရဘူးပြောချင်တာအဲ့ဒါပြောတာနော်ကျန်တဲ့အရှိပိုက်ကနားလဲပြီးပါအကုန်လုံးမာကုန်နေမယ်အင်းတော့ပြောဖို့ပါတယ်ကျွန်တော်လည်းမပြင်ဆင်ထားတော့မိသွားတယ်ပေါ့နော်ဆိုတော့မျောလင်းချက်အဲ့ဒါကြောင့်ခုယုံကြည်သူလို့ပြောတဲ့သူရောမယုံကြည်သူတွေရောဘယ်သူတွေကိုဆွေးဆိုင်လုပ်လဲဆိုတော့မျောလင်းချက်မရှိတော့တဲ့သူတွေဘာကြောင့်လဲသူတို့မှအသက်ရှင်ရတာဘာမှအကျိုးမရှိတော့ဘူးအမှန်တော့လေဖယားရှိမှန်းတည်တဲ့လူကလေငါရှုံးနေတယ်ငါမှဝမ်းမြောက်ခြင်းမျောလင်းခြင်းမရှိတော့ဘူးငါဘဝမှာအကုန်လုံးပြည့်စည်တယ်မှန်တယ်ဒါပေမဲ့ဖယားရှိတဲ့၍ငါပြန်လဲရှင်တန်လို့ရတယ်ဟာလေလုယာပြန်လဲထူမလို့ရတယ်တချို့ကငွေကြီးတွေကိုဆုံးရှုံးနိုင်တယ်အမောက်ကြီးမပြုံးနဲ့အောင်မိခင်တွေဘယ်နှယောက်ပါလဲမသိဘူး$9ပျောက်ရင်တောင်မှတချို့ကဘာဖြစ်တယ်ရင်တုံတယ်ရင်တွေတုံတယ်ဆိုတော့ဘီလီယံနဲ့ဆိုဘယ်လောက်တောင်နာမလဲเนาะကျွန်တော်အရင်ကပြောဖို့သူလို့လွန်ခဲ့တဲ့နှစ်တုန်းကအမေရိကမှာနယူးဂျာစီမှာနေတဲ့ကိုရီးယားအမေရိကန်ဘီလီယံ25လား30လားကမ္ဘာချမ်းသာဆုံး top 20မှာပါတယ်လို့တပတ်ထဲမှာသူ stock market ကနေသူ့ company ရှုံးပြီးတော့တပတ်ထဲမှာသူ့ရဲ့25လား30လားဘီလီယံအမေရိကန်ဒေါ်လာတခါတည်းရှုံးတယ်လူတယောက်အနေနဲ့ဒီလောက်အမောက်เนาะကပ္ပချမ်းသာဆုံး top 20ထဲမှာပါတာနော်ကျွန်တော်ဆိုတော့တော်တော်များများဖျားကိုမရတဲ့လူဆိုတော့သူ့ကိုယ်သူတတ်တည်တာကြပြီဒါပေမဲ့သူကကြီးစုတော့ချီးမွမ်းပြီးဖျားပြီးတာဖြစ်တယ်ဖျားပဲတာဝန်ယူမယ်သူကသူနာလန်ထိုးပြီးတော့ဖျားเจ้าမှာသူတတ်တည်ခံနိုင်တယ်ဗျဟာလေလုယာနာမည်အကုန်လုံးတော့မသိအိုပါတော့ဘာတော့လဲပါတယ်ဒါကကင်ဆိုတာတော့တည်တယ်ဒါပေမဲ့ဂျန်တော့မသိကိုရီးယားနာမည်မှာကင်ပါတယ်ဆိုတာနော်မြောက်ကိုရီးယားမဟုတ်ဘူးနော်တောင်ကိုရီးယားနော်ဆိုတော့အဲ့ဒါလည်းကျွန်တော်ပြောချင်တယ်ဆိုတော့ပြောချင်တာပါလေဒုက္ခမကြုံရဘူးလားကြုံတယ်မျောလင်းချက်တွေမဲရမယ့်အခြေအနေမကြုံဘူးလားကြုံတယ်ဒါပေမဲ့ဖယားကိုတည်တဲ့အတွက်ကြောင့်အချိန်တန်တဲ့အခါအဲ့ဒီအနည်းဆုံးအခြေအနေကနေကျွန်တော်ပြန်ထားပြီးတော့မျောလင်းချက်နဲ့ပြန်လဲနာလန်ထိုးပြီးအောင်မြင်ခြင်းကိုပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်လက်ခုပ်တီးတော့ဘုရားရှင်နာမကိုချီးမွမ်းရအောင်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့တော့ကပတ်တော်ကိုအပိုင်း3ပိုင်းနဲ့တွားရအောင် 3R နဲ့မှတ်မိလွယ်အောင်ပေါ့နော်ဆရာတရားဟောတော့ကိုမောင်လာလည်းသူ့အိမ်မှာသူတက်တေခါနဲ့အားကြမခံကျွန်တော်ကတော့ဖယားဆရာတော့နစ်ဆတော့3C နဲ့တဲ့ကျွန်တော်ကတော့ 3G နဲ့တဲ့ဒါပေမဲ့သူကတခိုးမှ G မပါဘူးဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးလဲနော်ကဲဟုတ်ပြီကျွန်တော်တို့ 3R နဲ့မှတ်မိလွယ်အောင်ပေါ့နော်နံပါတ်1ဖယားပါလဲ repent ပြီးတော့ restore ပြီးတော့ rejoice ဘာမှလို့ဆိုတော့နောင်တပြီးရင်ပြန်လဲတည်ဆောက်ခြင်းဝမ်းမြောက်ခြင်း 3R နဲ့တွားရအောင်နော်အဲ့ဆို next slide တခါလေးတွားရအောင်ကဲပထမ R ကဘာလဲ repent နောင်တရခြင်းနောင်တရခြင်းဆိုတဲ့အခါဒီနေရာမှာကျွန်တော်တို့ဆိုလိုရင်းကပါလဲမျောလင်းချက်ကိုအိုးမငီလေးနဲ့ဖတ်ကြတယ်ဂျေဇုတင်တယ်နောက်တစ်ခေါက်ငင်ငီလေး1 2 3မျောလင်းချက်ကိုချိုးဖြတ်နေတဲ့အရာများကိုလွတ်ချပါမိတ်ဆွေတက်တာမှာမျောလင်းချက်တွေဝမ်းမြောက်ခြင်းတွေကုန်ပြီဆိုရင်နံပါတ်1ဖယားမိတ်ဆွေကိုဘယ်လိုပြန်ဆွဲခေါ်ခြင်းလဲဆိုတော့နောင်တနဲ့သူ့စီပြန်လာဟာလေလုယာနောင်တရခြင်းဆိုတာတခါကျ negative ဆန်တလူနဲ့တကယ်ကျွန်တော်မှာဆုံးရှုံးတဲ့အရာကိုပြန်လဲတည်ဆောက်ဖို့အတွက်ပထမဆုံးလိုအပ်တဲ့အရာကနောင်တဖြစ်တယ်နောင်တနဲ့ဖယားကိုပြန်လဲတူးဝင်တဲ့အခါဖယားပါလို့ပြီးတယ်အဲ့ဒီပျက်စီးနေတဲ့အရာတွေကိုပြန်လဲတည်ဆောက်ပေးလို့ရတယ်အာမင်အဲ့ဒါကကျွန်တော်တို့ပထမဆုံးလေ့လာရမယ့်အရာပေါ့နော်နေဟေမိကသူတိုင်းပြည်ကိုဒီဘာဘီလုံတိုင်းပြည်မှာသူကဘယင်းနန်းတော်မှာယာထိုးကြည့်ခြင်းနဲ့ဘယင်းအနည်းကလူယုံတော်ထဲမှာဘယင်းရဲ့စားတောက်ရိယကိစ္စတွေစီမံတဲ့သူဖြစ်တယ်ဒါပေမဲ့သူ့ရဲ့နိုင်ငံမှာရှိတဲ့ယေရုရှလင်မြို့တော်ကြီးပျက်စီးနေတယ်ဗိမာန်တော်လည်းပျက်စီးနေတယ်ဆင်းရဲသားတချို့ပဲကြံတယ်ဆိုတာသူသိပြီးသားပိုဆိုးတာကရန်သူတွေရတော့မှလက်ကိုမကြည့်တော့လောက်အောင်အကုန်လုံးကရဆရာမရှိအောင်ပျက်စီးနေတယ်အဲ့ဒီလိုအခြေအနေဖြစ်တဲ့အခါမှာအဲ့ဒီဗိမာန်တော်နဲ့တတိုင်းတွေကိုပြန်လဲတည်ဆောက်ဖို့လူတွေကခေါင်းစဉ်အမျိုးမျိုးနဲ့ခဏခဏပြန်သွားပြီးမဲ့လုံးဝမတည်ဆောက်နိုင်ကြဘူးအဲ့ဒီတရင်ကိုသူ့ရဲ့ cousin ကသူ့စီမှာပါရှားနိုင်ငံ
Persia Empire အဲ့ဒီတော့ Babylon Empire လာပြီးတော့ Nehemiah ကိုလာပြောတဲ့ကသူဝမ်းနဲ့ပက်လက်ဖြစ်ပြီးတော့နောက်ဆုံးအစာရှောင်စုတောင်းရင်းနဲ့ဘုရင်ရဲ့ခွင့်ပြုချက်ကြောင့်သူကိုယ်တိုင်ဦးဆောင်ပြီးတော့ Jerusalem မြို့ရိုးတိုင်းကိုပြန်တည်ဆောက်ဖို့အစပြုတာဖြစ်တယ်ဆိုတော့ပထမဆုံး Nehemiah လုပ်တဲ့အရာကပါလဲဆိုတော့ကျွန်တော်တို့ Nehemiah ကလူတွေကိုအားနည်းစေတဲ့အရာကိုကောင်းကောင်းကင်သွေးတယ်အရင်ကြီးတယ်ဒီ Jerusalem ဗိမာန်တော်ပြီးတော့ Jerusalem မြို့ရိုးတိုင်းကြီးဒီနေ့ဒီချိန်ထိမတည်ဆောက်နိုင်အောင်နှစ်90 80လောက်ကြာအောင်ပျက်စီးအောင်ပေါ့နော်ပျက်စီးတော့ Babylon Empire ဖြစ်စီတာဖြစ်တယ်မတည်ဆောက်နိုင်အောင်ဘာကအားနည်းစီလဲဆိုတော့ကိုသူကောင်းကောင်းသိတဲ့ကြောင့်အဲ့ဒါကိုအရင်ဆုံးကင်သွေးတာဖြစ်တယ်အဲ့ဒါအရင်ကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဘဝမှာဖယားကျွန်တော်ကျမတို့နဲ့ဖယားကြားမှာကျွန်တော်တို့ရဲ့မျောလင့်ချက်ဝမ်းမြောက်ခြင်းကိုဆုံးရှုံးစေတဲ့အရာတွေကဘာလဲဆိုတာကိုကင်သွေးတတ်ဖို့အဖြစ်ကိုဖြစ်တိုင်းမြင်ဖို့အရင်ကြီးတယ်ဘယ်ရာကဖယားနဲ့ငါကြားမှာအဲ့ဒီဝမ်းမြောက်ခြင်းကိုခိုးယူနေလဲစာတန်ကလေကျွန်တော်လူတွေကဒုက္ခရောက်ရင်တောင်မှဒီတစ်ဖက်မှာကိုမြောက်ကအကြောင်းမျိုးကြောင့်သူကား accident ဖြစ်တယ်နောက်ပိုင်းမှာတရားခံကြတာတော့အတင်းတော်မှာအမျိုးသမီး2ယောက်လောက်ကြားတယ်ပေါ့နော်သူတို့เนี่ยဖုန်းနဲ့ပြောရင်းနဲ့ဟိုမှာယောက်ျားလေးတွေအာယုံအများကြီးမရအောင်နော်အမျိုးသမီးတွေကြိုပြောထားမယ်ကိုယောက်ျားကာမောင်းတဲ့ချိန်မှာအဲ့ဒီဟာလို့ပါလာတော့ပြတာမှာအာယုံပျောက်သွားတော့မယ်မပြောနဲ့သူလည်းပြောနေဟိုမှာသူ့မှာတော့မဟုတ်တခြားတစီကဝင်ကြုံလိုက်တယ်ကျေးဇူးတော်ကြောင့်ဘာမှမဖြစ်ဘူးကိုမြောက်ကိုဆရာကိုယ်တိုင်လည်းအမားတော့ဝန်ခံမယ်ပေါ့နော်အများရှိမှာကိုမြောက်စကားပြောနေပြီဆိုတော့ကောင်းတယ်လို့ပဲမှတ်တယ်လေကိုမြောက်ကားပါဖြစ်သွားလဲဆရာကားတော့နည်းနည်းပဲ့သွားတယ်လူရောပါဖြစ်လဲဘာမှဖြစ်ဘူးဟဲ့လူကနောက်ပိုင်းမှလာတတ်တယ်ကားရင်မိတာလေဒီကကြီးကလူထဲပါဦးစားပေးကြလဲပစ္စည်းအရာဝတ္ထုတွေကိုဦးစားပေးတယ်လူအရေးကြီးတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းတင်းဦးဆက်ဖြစ်ပြီးကားကိုရင်မိတယ်သူနဲ့ဖုန်းလူနဲ့စကားပြောတော့လူကကောင်းတယ်လို့ပဲမှတ်တယ်လေဆိုတော့ပြောချင်တဲ့ကပါလဲဆိုတော့ကျွန်တော်တို့အသက်တာမှာဖယားနဲ့ဝေးကွာစေတဲ့အဖြစ်မှန်ကိုကျွန်တော်တို့အရင်ဆုံးသိရမယ်ပြဿနာကဘာကြောင့်လဲဆိုတာကိုတိမှအဲ့ဒီပြဿနာကိုရှင်းလို့ရတယ်နေဟမိကမြို့ရိုးတိုင်းကိုမတီးဆောက်နိုင်အောင်လူတွေကိုအားနည်းစေတဲ့အရာကဘာလဲအဲ့ဒါကိုသူအရင်ဆုံးကင်သွေးတယ်အဲ့ဒါကြောင့်ကျွန်တော်ကင်သွေးတတ်ဖို့ဘယ်အရာကပြဿနာလဲဘယ်အရာကအရင်မြစ်လဲဆိုတာကိုကြည့်ရမယ်အာမင်ဆိုတော့ကြည့်တဲ့အခါမှာကျွန်တော်တို့next slide နော်ခုနကျွန်တော်တို့ဒီမှာအားလုံးကိုအရန်တနာလို့ကျွန်တော်အကုန်လုံးမဖတ်ခိုင်းတော့ဘူးเนาะတချို့လေးပဲကျွန်တော်တို့ကြည့်ရအောင်โอเค6ခွန်အဲ့ဒီနှစ်ခုပဲအရင်ဖတ်ရအောင်เนาะထူသောအပြစ်တွေမြေတန်းသောစကားကိုငါတွေကြားတော့အခါအလုံးငင်းငယ်သောစိတ်ရှိ၍ကိုယ်လူလျောက်ဆင်ခြင်ပြီးမှမူးမတ်နဲ့မင်းအရာရှိတို့ကိုခေါ်၍သင်တို့၏အမျိုးသားချင်းတို့၌အတူစားတတ်ကြသည်တကားဟုဆုံးမသဖြင့်သူတို့တစ်ဖက်၌လူအများတို့ကိုစုဝေးစေလေပထမဆုံးမြို့ယူတိုင်းကိုတိဆောက်ဖို့အတွက်အသားစီကပါလေခေါင်းဆောင်လုပ်တဲ့လူတွေကအတူချစားပြီးတော့ဆင်းရဲသားတွေကိုမနိုင်မနစ်အကျွေးဝင်ထမ်းခိုင်းတယ်အဲ့ဒီပြဿနာတပိုင်းမှာဆိုရင်လူမျိုးအချင်းချင်းပတ်ရိုက်ပြီးတော့သူတို့ကအမျက်စားယူကြတယ်ကျွန်တော်တို့မြန်မာပြည်မှာတမိုင်းတင်တဲ့ခါမှာဗာလဲမနေ့ကတော့ပေါ်လာဘုံဘီဗာလဲဘုံဘီဘာမာလာတမိုင်းမှာတင်ကြတယ်မမေ့ကြလားအဲ့ဒီမြန်မာပြည်မှာအဲ့ဒီ British company ရဲ့ဘုံဘီဘာမာအမျက်စားရိုက်တယ်မြန်မာတိုင်းသားတွေကတမိုင်းမှာတင်ရတယ်လေကြည့်ရတာကျွန်တော်နဲ့ကို Patrick ပဲအတန်ထွက်တယ်ကျွန်တော်တို့ကတခါမှမတင်ဘူးဆိုအဲ့ဒါဆိုကျွန်တော်တင်တဲ့တမိုင်းထဲမှာပေါ့နော်ဆိုတော့ပြောချင်တာဗာလဲဆိုတော့အချင်းချင်းကိုကြီးမဲ့စားပါလို့ကြလဲအမျက်စားယူတယ်သူတို့ရတဲ့နေနဲ့ချမ်းသာတဲ့လူခေါင်းဆောင်တွေကစင်းရဲသားတွေရဲ့ခေါင်းကိုကျွန်တော်တို့သူတို့ရသမျှကိုအမျက်ယူဖို့အတွက်အခွင့်အရေးယူလိုက်တယ်အနာခါမဲ့သူတို့ကလိန်ညာပြီးသူများဆက်မတရားယူတဲ့သူဖြစ်တယ်သူတို့ရဲ့ပြဿနာကိုစပြီးတော့ကင်သွေးတယ်ပြောလို့ပြောတာမဟုတ်တချို့ပြဿနာတွေမဖြစ်မနေဖြေရှင်းကိုဖြေရှင်းအရာရှိတယ်ဒါပေမဲ့တချို့ပြဿနာတွေကြလည်းမဖြေရှင်းပဲနဲ့ရှောင်မယ်ဆိုတာတဲ့မဖြေရှင်းမဲ့ထားမယ့်အရာတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ပြဿနာတစ်ခုဖြေရှင်းတဲ့အခါမှာဒီထက်ကနေကျွန်တော်ဗာသိရမလဲပြဿနာဆိုတိုင်းဖြေရှင်းရမယ်လို့မဆိုလို့ဘူးဖြေရှင်းရမယ့်ပြဿနာရှိပြီးတော့တချို့ຢာတွေကိုဒီတိုင်းထားလိုက်ရင်ဖယားပဲတောင်းယူလုပ်ပေးတဲ့ຢာရှိတယ်တချို့ကရှင်းလေရှုပ်လေဖြစ်တတ်လို့လေဆိုတော့ဒီမှာနေဟမိကြုံတဲ့ຢာကရှင်းရတော့မယ်ဘာကြောင့်လဲလူကြီးတွေခေါင်းဆောင်တွေကိုယ်တိုင်ကမတရားပတ်စံအတူနဲ့များစွာတော့
ငွေကြီးကိုရယူပြီးဆင်းရဲသားတွေကိုဒုက္ခရောက်လို့တယ်အဲ့ဒါကြောင့်နာလာမထူနိုင်တော့ဘူးမြို့ကြီးတည်ဆောက်မရမလုပ်နိုင်ဘူးပေါ့နော်ဆို next slide အဲ့မှာကျွန်တော်အချက်ငယ်နည်းနည်းတချို့နဲ့ကြည့်ရအောင်အဲ့ဒါတွေအားလုံးတနာချက်ပြမဖတ်တော့ခဏလေးပယ်လိုက်မယ်နော်ကဲကျွန်တော်တို့အဲ့မှာ outline ဆိုပြီးကျွန်တော်ရေးထားတယ်နံပါတ်1ပါလဲအပြစ်ဒီခွန်အားကိုကုန်ခန်းစေတယ်အဲ့လိုခေါင်းဆောင်တွေကိုယ်တိုင်ကမတရားအမျက်ယူတဲ့အခါမှာအဲ့ဒီမတရားအပြစ်ကြောင့်တိုင်းပြည်စုစည်းပြီးတော့လူတွေဆင်းရဲချမ်းသာပြန်ပေါင်းပြီးတော့တတိုင်းကြီးပြန်တည်ဆောက်ဖို့ကခွန်အားရော့စေတာဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်တက်တာမှာမျောလင့်ချက်ကုန်ခန်းစေတဲ့အရာပြီးတော့ဝါမြောက်ခြင်းတွေဘယ်ရာကကုံဆုံးစီလဲဆိုတော့ကျွန်တော်တို့ဖယားရှိမှမမန္တာတစ်ခုခုကိုဖယားမကြိုက်တာကိုလုံနေပြီးတော့နောင်တမရဘူးဆိုအဲ့ဒီအပြစ်ကကျွန်တော်ကိုဆွဲချတယ်နော်လူတွေပြောတာမပြောတာလူရှိမှဝန်ခံတာမဝန်ခံတာခဏထောင်းကိုမားရင်ကိုပြစ်မားရင်ဘာဖြစ်လဲဖယားရှိမှအော်တဘာစိတ်မကြည်တော့တဲ့အခါမှာအဲ့ဒါကကျွန်တော်ဘဝကိုဆွဲချတတ်တယ်အဲ့ဒီဟာကလူတယောက်ကိုခွန်အားတွေပြန်ပြေဝဖို့မျောလင့်ချက်တွေပြန်ရှင်တန်ဖို့အတွက်ပထမဆုံးအစီအတာဖြစ်တယ်အဲ့ဒါကြောင့်ဖယားနဲ့ပြန်လဲအဆက်တွေမှန်ပြီးဝမ်းမြောက်ခြင်းနဲ့ခွန်အားတွေပြန်ရခြင်းနဲ့ဆိုရင်ကိုအပြစ်ကိုဖယားရှိမှဝန်ခံပြီးတောင်းပန်နေဆိုဖယားခွင့်လွှတ်ဖို့အစဉ်သင်ဆောင်နေတယ်ဟာလေလုယာအကြောင်းကိုတော်ကြီးကျွန်တော်ကျမမာမိတယ်ဒီဟာမလုပ်တဲ့မှန်မပြောတဲ့မှန်မစင်စားတဲ့မှန်တည်တယ်ပြည့်ကျွန်တော်ကျမမာမိတယ်ကိုတော်ဆိုပြီးတော့ယူလေးဂျေဇုတော်ပလင်ကိုချင်းကပ်ရင်လေဖယားကခွင့်လွှတ်ပေးတာဖြစ်တယ်အာမင်အဲ့ဒါကြောင့်ဟေဘရဲဩဝါဒစာမှာပြောထားလဲဖယားရဲ့ဂျေဇုတော်ပလင်မှာရဲဝန်းစွာချင်းကပ်တူနဲ့ရတဲ့အခွင့်ဖယားပေးထားပေးတာဂျေဇုတော်ပလင်ဆိုတာရိုက်တဲ့နေရာမဟုတ်ဘူးဓမ္မတစ်မှနေပြီးတော့ခရိယန်တော်တော်များများကအဲ့ဒီအရာကြီးစုတော်ကိုနားမလဲတဲ့အခါအပြစ်တစ်ခုခုလုပ်တဲ့အခါဖယားကိုမကတ်ရဲတော့ဘူးဖယားဆက်နေအလန်းကိုအဝေးကိုထွက်ပြေးတဲ့အခါမှာပြဿနာကပူကြီးလာတယ်အပြစ်ထဲမှာနုံနစ်တစ်ထက်နုံနစ်လာတယ်ဖယားလိုတော့ကမားတတ်တယ်မားပြီးအပြစ်လုပ်တတ်တယ်အပြစ်လုပ်ပြီးဘာလုပ်ရမလဲကြီးစုတော်ပလင်ကိုချင်းကတူးဝင်ပြီးတော့သူ့အစီမှာနှိမ်ချခြင်းနဲ့တူးဝင်လိုက်လေခွန်လွတ်ဖို့မတောင်းခင်ကတည်းကခွန်လွတ်ပေးတာဖယားဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်ဂျေဇုတော်ပလင်တော်အဲ့ဒါအရင်ကြီးကြည့်တယ်ဂျေဇုတော်နဲ့ခွန်လွတ်ပေးတဲ့ဖယားကိုပြန်လဲချင်းရမယ်ငါသားငါသမီးမားတဲ့ဖယားကျွန်တော်ဟိုတရားဒီ Sunday မှာဖယားရှိခိုးလာရင်တောင်မှကျွန်တော်ဘာဖြစ်တတ်လဲအိမ်ငိုက်တတ်တယ်ဟိုလူကတော့တခါကျအိမ်ငိုက်ရင်မလုံးမလဲဒါပေမဲ့ဖယားနားလေတယ်အော်တပိုင်းမှာဆိုမျက်မှောက်တော်မှာအိပ်ပျော်သွားတယ်ပေါ့နော်အနားယူတယ်အဲ့လိုပြောပြီးတော့အကုန်လုံးတော့မင်းနဲ့နော်မင်းနဲ့တော့ဆိုတော့ပြောချင်တာဖြစ်တတ်တယ်ပြောချင်တာတခါလေးကျန်ကျွန်တော်အဲ့ဒီအပြစ်တင်စီရင်ခြင်းပိုင်းကိုပဲတွားတတ်တယ်နော်ဖယားခွင့်လွတ်တဲ့နားလဲပြီးတယ်ဖယားကျွန်တော်ကိုကြည့်တဲ့အခါချစ်ချင်းမေတ္တာမျက်လုံးနဲ့ကြည့်တဲ့အခါမှာအကုန်လုံးချစ်စရာကောင်းတယ်အေးဒါပေမဲ့စီရင်ဖို့မျက်လုံးနဲ့ကြည့်ရင်အကုန်လုံးကတော့ပြောစရာတစ်ခုဖြစ်နေတယ်တခါတခွန်းပြောလိုက်တာနဲ့အဲ့ဒါဘာသဘောလဲဒါပေမဲ့ချစ်ချင်းမေတ္တာမျက်လုံးနဲ့ကြည့်အကုန်လုံးကချစ်စရာကြီးပဲဟာလေလုယာဓမ္မဟောင်းမှာပြီးခဲ့တရားကာလမှာနေပြီးဂျေဇုတရားကိုနားလဲတာကဒါဝိမင်းကြီးအပြစ်မလုပ်ဘူးလားလုပ်တယ်မမားတဲ့နေရာကိုမားတယ်မကျိုးလို့တဲ့နေရာကိုကျိုးလို့နေဒါပေမဲ့ဒါဝိမင်းကြီးကပြီးခဲ့တရားမှာဂျေဇုတော်ကိုနားလဲတဲ့အတွက်ကြောင့်ဘာလို့လဲအမားလုပ်တဲ့ခါမှာဦးမလုံးအောင်ပွင့်ဆိုသလိုဖယားစီကနေဟိုထွက်ပြေးမဲ့အစားဘာလို့လဲဂျေဇုတော်ဖယားရဲ့မဆချင်းသူဖယားစီမှာသူဖက်တွယ်လိုက်တယ်ကျွန်တော်အရင်တော့ဥပမာပြောသလိုငယ်ငယ်တုန်းကအဖေကတခါတလေကြာရင်ကျွန်တော်တို့အဖေကတော့ယုံမရိုက်ဘူးဒီအသက်ရွယ်ဆိုငယ်ငယ်တော့ပေါ့နော်ရိုက်ဘူးတာဆိုတော့အဖေရိုက်တာ3ချိန်ပဲရှိမယ်အမေကတော့ခဏပေါ့မိခင်တွေဆိုတော့သိတယ်မလားမကြည့်နဲ့လည်းကောက်ဖြစ်လိုက်ဒီဟာရိုက်လိုက်တခါကြာရင်ရိုက်တာတော့မှဒီလိုမရိုက်ပါလို့လေဒီလိုလို့ပြီးတော့အမေတွေနော်မပြောတော့ဘူးနော်ဒီလိုရိုက်တာအမလေးနာလိုက်တာပြီးတာနဲ့လေဆိုတော့ဒီခုချိန်မှာအမေကိုပြန်လုပ်ရဲဆိုအဲ့ဒါနင်တို့ကမလိမ်ပါဘူးလေပြောတော့အမေနော်အဲ့ဒါမကောင်းဘူးဆိုပြီးတော့ပြန်နောက်တတ်တယ်ဆိုတော့ပြောချင်တာပါလဲဆိုတော့အမေကခဏရိုက်တော့တိတ်ပြီးတော့မကြောက်တော့ဘူးပေါ့နော်အဲ့လိုပြောလို့ဆရာမလိမ်ပါဘူးနော်စာလုပ်ရင်းနဲ့တခါစိတ်မဝင်စားဆိုရိုက်တာပြောတာနော်ဟိုအတိတ်ပဲတွေအရန်လွဲတတ်လို့အဖေကြတော့တော်ရုံမရိုက်ဘူးတစ်ခေါက်ကြတော့ကျွန်တော်ကဗီဒီယိုမကြည့်နဲ့ပြောတာကိုသူကခိုးကြည့်မိတယ်အဲ့ဒီအချင်းကလည်းပါလဲမသိငယ်တော့အဲ့ဒါနဲ့ပြန်လာတဲ့ခါမှာလူတွေပြောဖို့လေကိုဒီဘာဘယ်လိုခေါ်လဲဒီကမြတ်တော်မွေးကို3ချိန်နှုတ်ပြီးတော့အဲ့ဒီနှုတ်တဲ့ချိန်မှာဆန္ဒဘာဖြစ်ချင်တယ်ပြောရင်ဖြစ်တယ်တဲ့
ဆိုတော့ကျွန်တော်ပြန်လာတဲ့အချိန်မှာအဖေမရိုက်ဘူးတိတယ်အဖေကကောင်းကောင်းတတိဖေးတာမြတ်တော်မွေး3ချောင်းမကဘူး10ချောင်းလောက်ကလည်းအဖေမရိုက်ပါစေနဲ့အဖေမရိုက်ပါစေနဲ့တကားကိုတူတူလေးကျွန်တော်တို့ဖွင့်ပြီးဝင်တဲ့အခါမှာအဖေကတုတ်ချောင်းနဲ့မိသားစုအကုန်လုံးဆောင်းနေတယ်အခြေအနေမကောင်းတော့ဘူးအဲ့ဒါနဲ့အဖေကငါမသွားဘူးပြောထားတယ်မဟုတ်လားဟုတ်ကဲ့ဖေဘာဖြစ်လို့သွားတာလဲကျွန်တော်တငယ်ချင်းတွေခေါ်လို့သိတယ်မဟုတ်လားလူကအပြစ်လုံးမြင်သူများကိုအပြစ်ပုံချတယ်လေငါတွေ့တာတော့မင်းကိုတငယ်ချင်းမပါဘဲအိမ်ကနေကိုထွက်သွားတာငါတွေ့တယ်လို့ငင်းလို့များအဲ့မှာကျွန်တော်ရိုက်တော့မယ်အမေရိုက်ရင်တော်သေးတာအမေဟာသူ့ရဲ့အထာတွေသိတယ်လေအဲ့ဒါမျိုးဆိုရင်လေမောင်နှမတွေမှာအကြီးတွေရိုက်ခိုင်းမယ်ဆိုအငယ်တွေကတကယ်နော်ဘာလို့လဲဒုတ်ချောင်းတွေသွားယူတယ်လေအဲ့တော့ဒေါက်တာလျံပြီးဆက်ကြီးအဖေနဲ့ဆိုဒုတ်ချောင်းကိုယူပြီးအဖေရိုက်ဖို့ပေးလိုက်တာအဲ့ဒါမျိုးဆိုရင်အမှဂုံးစင်တဲ့အုပ်စုရှိတတ်တယ်ဆိုတော့အမှအဖေကဒုတ်ကြီးနဲ့ရိုက်တော့မယ်ဟာတော်နာမှာပဲအဲ့ဒါနဲ့ကျွန်တော်ကဘယ်လိုလုပ်မလဲပေါ့ဘယ်သူကဲတင်ရှင်ရှာနေတာအဖိုးမြကဲနိုင်မလားပေါ့နော်အဖိုးကိုကြည့်တယ်အဖိုးကလည်းဘာမှတော့မပြောအဲဆိုတော့အဖေကရိုက်တဲ့ချက်ရနာတယ်လေသူက3ချက်ရိုက်မှာကိုပထမချက်တော့ပြီးတော်ကိုနာတာဆိုတော့အဖိုးကိုသွားဖက်တော့လေအဖေကအားပါပြီးနောက်တစ်ခေါက်ရိုက်တော့အားပါနဲ့အဝေးဆိုတော့ပို့ပြီးတော့အားပါတယ်လေပူနာတယ်အဲ့ဒါနဲ့လူကလည်းအဖိုးကလည်းမကဲနိုင်ဘူးလေအဲ့ဒါဘာလို့ရမလဲမသိဘူးအဲ့ဒါအချိန်မှာကျွန်တော်တို့အုံနောက်ထက်မှာပေါ်လာတယ်မထိုးဘူးကအဖိုးကိုဖိတ်ရလဲအဖိုးမကယ်နိုင်တော့အဖေကိုပဲပြန်ဖြစ်မယ်ပေါ့အဖေကိုပြန်ဖြစ်ပြီးအဖေတောင်းပမာတယ်ပြောတဲ့ကအဖေကရိုက်ဖို့တော့ဖြစ်ပေမဲ့3ချိန်မြောက်ဒီလိုရိုက်လို့မရတော့ဘူးလေအဝေးရိုက်အားပါတယ်ဒါပေမဲ့သူ့ကိုဖက်လိုက်တော့ဒီလိုရိုက်လို့မကောင်းတော့ပြီးတော့ तू ကမုံလုံးမှသူ့သားလေဆိုတော့ဒီလိုသူ့ကိုလာပြန်ဖြစ်တဲ့အနောင်သားရပြီးသူ့ကိုဖက်တဲ့သားကိုအဖေကမရိုက်တော့ဘူးငါသားနောင်တရလားနောင်တရတယ်ဖေနောက်တစ်ခါမလုပ်တော့ဘူးဟုတ်ကဲ့မရိုက်တော့ဘူးဒါဝိမင်းကြီးအဲ့ဒါလူလဲဝင်းကြီးကလူလဲဖယားစကားနာမထောင်တဲ့ခါဖယားပါလို့လဲစတန်ခတ်တော့မယ်အဲ့ဒီချိန်မှာထွက်ပြေးမဲ့အစားပါလို့လဲယေရုရှလင်ကိုဖယားတန်ခတ်တော့မဲ့ချိန်မှာသူကဖယားမျက်မှောက်တော့ပြန်လဲတူးဝင်ပြီးတော့ကိုးကွယ်ချင်းလုပ်တဲ့ခါဖယားကျင်납ပြီးယေရုရှလင်မြို့ကိုနောက်ဆုံးလူ9000နဲ့မကအတီမဲ့နေရာကနေပြန်ပြီးတော့ဖျားခဲ့တယ်ဟာလေလုယာအဲ့ဒီနေရာကိုဘယ်သူရဲ့လဲခွက်လဲအာယောနာ thank you ပါဆိုတော့အဲ့ဒီနေရာမှာခုနောက်ပိုင်းဘာဖြစ်သွားလဲယေရုရှလင်ဗိမာန်တော်ကအဲ့ဒီကိုးကွယ်ခြင်းနေရာမှာကျွန်တော်တည်ဆောက်ထားတာဖြစ်တယ်ဆိုတော့ဘာကြောင့်ဒါဝိမင်းကြီးကပ္ပနိုင်ငံကြီးချီနောက်ဆုံးတော့ကာလ antichrist ပေါ်လာမယ်အကုန်လုံးရဲ့တော်ချက်ကအဲ့ဒီဗိမာန်တော်နေရာဖြစ်တယ်ဆိုတော့ဘာကြောင့်ဒီတော့အရေးကြီးလဲအရင်တော့အာဗြဟံကဒီနေရာမှာဂျန်တပ်ပုဂ္ဂိုလ်တွေဘာပြောလဲသူ့သားကိုဖယားစီမှာပူဇော်တဲ့နေရာဒီနေရာမှာပဲသူ့အပြစ်ကြောင့်ဖယားစီမှာကျွန်တော်ဒါဝိမင်းကြီးကအာယောနာလေကွင်းကိုဝေပြီးအဲ့ဒီနေရာမှာရစ်ပူဇော်ခြင်းလုပ်ပြီးဂျေဇုတော်ပလင်ကိုဖက်တွယ်တဲ့အခါဖယားခွင့်ချရသွားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မိတ်ဆွေအပြစ်ကကုန်ခန်းစေတယ်အဲ့ဒါကြောင့်အပြစ်လုံးမိရင်လည်းတိန်းထားပြီးဇွတ်ပြီးမသွားပါနဲ့တော့ဂျေဇုတော်ပလင်ကိုပြန်သွားရအောင်အပြစ်ကကျွန်တော်ကိုအားနေစေတတ်တယ်ကဲဒုတိယချက်မှာအပြီးအယူလုပ်ခြင်းတွေငြိမ်သက်ခြင်းကိုခိုးယူတယ်အဲ့ဒီအပြစ်တွေနဲ့ compromise လုပ်တဲ့အခါမှာလေဖယားမကြိုက်မှန်းတည်နေလုပ်တဲ့အခါမှာကိုတိုင်းပဲအော်တပါစိတ်ကမကြည့်ဘူးနော်ဆိုတော့နောက်ဆုံးဘာဖြစ်သွားလဲအဲ့ဒီယာကငြိမ်သက်ခြင်းကိုခိုးယူတယ်စာတန်ကဒီမိတ်ဆွေနဲ့ကျွန်တော်ပိုင်တဲ့အိမ်တွေကားတွေစိတ်ဝင်စားဘူးအောင်မြင်ကြော်ကြားခြင်းတွေစိတ်ဝင်စားဘူးကျွန်တော်တို့လောကမှာတန်ဖိုးထားတဲ့ယေရှုနာမနဲ့ကောင်းကြီးပြီးတယ်ဆိုတော့အိမ်တွေကားတွေအောင်မြင်ကြော်ကြားခြင်းတွေပညာတွေစာတန်လုံးဝစိတ်ဝင်စားဘူးသူလည်းပြီးနိုင်တယ်အဲ့ဒါအကြောင်းကျွန်တော်ဟောလိဝုဒ်မှာကဘာကျော်တွေတော်တော်များများဆိုရင်စာတန်နဲ့ပြီးယူလို့ပြီးတော့ကျွန်တော်ဟုတ်မဟုတ်တော့သူတို့နဲ့ဖျားပဲတည်တယ်တချို့ဆိုရင်အသွေးနဲ့ sacrifice လုပ်ပြီးနာမည်ကြီးအောင်လုပ်တယ်လေဆိုတော့အောင်မြင်ခြင်းစာတန်ပြီးနိုင်တယ်ယေရှုခရစ်တော်စုံစမ်းခြင်း၃ချိန်မှာတော့မှစာတန်ကပထမဘာနဲ့စုံစမ်းလဲကြောက်ကိုမုတ်ဖြစ်စေပါဒုတိယဘာနဲ့စုံစမ်းလဲOkay thank you ပါဗိမာန်တော်ကနေခုန်ချခိုင်းတယ်ကောင်းကင်တမန်တွေအစွမ်းပြခိုင်းတယ်ကြော်ကြားဖို့ပြီးတော့တတိယဘာလုပ်ခိုင်းလဲလောကစည်းစိမ်ချမ်းသာမှုကိုပြပြီးငေါ့ကိုကိုယ်ကိုယ်ရအကုန်လုံးငါပြီးမယ်သူချမ်းသာတယ်ကျွန်တော်တို့ငွေကြီးတွေသူစိတ်ဝင်စားဘူးစာတန်ခိုးယူမှုစ조사တာကမိတ်ဆွေနဲ့ကျွန်တော်အထဲမှာသူယေရှုအဖြစ်ရတဲ့ joy ဝမ်းမြောက်ခြင်း peace ငြိမ်သက်ခြင်းဖြစ်တယ်အဲ့ဒီယုံကြည်သူတယောက်မှာအဲ့ဒီ joy peace တာပျောက်သွားရင်တော့အဲ့ဒီခရိယန်ကဘာမှသုံးစားမရတော့အဲ့ဒါကြောင့်စာတန်ဂျာနာစိတ်ဝင်စားအဲ့ဒါကိုသူကအထဲမှာလည်းဓာတ်ရိုက်ဝင်လို့အသွေးတော်ကိုထိုးဖောက်ပြီးဝင်လို့မရတဲ့ကြောင့်ကျွန်တော်တို့အပြစ်နဲ့သူ့ကိုအထဲဝင်ခွင့်ပြုဖို့သူကအမြဲတမ်းအပြစ်ထဲမှာတွေးဆောင်တယ်ယုံကြည်သူတယောက်ကအဲ့ဒီစာတန်ကိုအပြစ်နဲ့ဖွင့်ပေးလိုက်တဲ့အခါစာတန်ကကိုခွင့်ပြုတဲ့လောက်မှာ
အထဲဝင်လာပြီးကျွန်တော်ငြိမ်သက်ခြင်းကိုတဖြည်းဖြည်းလို့ယူတယ်နောက်ဆုံးတော့အဲ့ဒီငြိမ်သက်ခြင်းမရှိတော့တဲ့အခါဝမ်းမြောက်ခြင်းကိုလို့ရင်းနဲ့နောက်ဆုံးပါတော့လေကျွန်တော်တို့စာတန်လောက်ကခိုးမယ်လိမ်မယ်တတ်မယ်နောက်ဆုံးဖျက်ဆီးလိုက်တာဖြစ်တယ်အဲ့ဒါအကြောင်းကျွန်တော်တို့ဘာလို့ရမလဲအပီးအယူမလုပ်ဘဲနဲ့အချိန်မီဖခင်နဲ့တွားရမယ်အပီးယူမလုပ်ပါဘူးနံပါတ်3နောင်တတရားကမျောလင့်ချက်ကိုပြန်လဲတည်ဆောက်တယ်နောင်တနဲ့ဖခင်စီပြန်လာတဲ့အခါဖခင်ကငါသားတင်းရဲ့အနာဂတ်ကအများရှိသေးတယ်ဒါကအဆုံးမဟုတ်ဘူးဒီနေ့ကနေစပြီးငါနဲ့ပြန်သွားတင်းအဖြစ်ငါကြီးမာတော့အမှုလုပ်မယ်ဟာလေလုယာလူတွေအမားလုပ်ပြီးမဲ့ဖခင်စီမှာတကယ်စစ်မှန်တဲ့နောင်တနဲ့ပြန်လာတဲ့လူတွေလေဖခင်သူတို့ကိုတာပြီးတောင်ချီးမြှောက်တယ်နော်အာမင်ယောဘဝတ္ထုသူအပြစ်လောက်တာတော့မဟုတ်ဘူးဒါပေမဲ့ဆုံးရှုံးမှုတွေဘုရားခွင့်ပြုလိုက်တဲ့အခါမှာကျွန်တော်သူတဲတန်ခံရတယ်သူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့မိန်းမကလွင်အကုန်လုံးသူဆုံးရှုံးတယ်သူ့ခန္ဓာကိုယ်အသက်တော့ဘုရားယူခွင့်မပြုလို့ပေါ့နော်ဒါပေမဲ့ဘုရားသူ့ကိုပြန်လဲကောင်းချီးပေးတဲ့အခါဘုရားအချိန်တန်တဲ့အခါဘာလို့လဲသူကနှစ်ဆတော့ကောင်းချီးရတယ်အဲ့ဒါကြောင့်တော့တန်းနဲ့ပြန်လာတဲ့သူကိုဘုရားကဘာလို့လဲဆိုတော့မျောလင့်ချက်ကိုပြန်လဲရှင်တန်စေတယ်ငါသားငါသမီးမင်းအဖြစ်ငါကြီးမာတော့မို့လို့မယ်ဟာလေလုယာတင်းရဲ့မိသားစုကိုငါကောင်းချီးပေးမယ်တင်းရဲ့ငွေကြီးကိုငါကောင်းချီးပေးမယ်တင်းရဲ့အနာဂတ်မှာကြီးမားတဲ့အရာတွေဖြစ်မယ်ဆိုပြီးတော့ဘုရားဂတိပေးထားတာဖြစ်တယ်အဲ့ဒါအကြောင်းကျွန်တော်ယူသားချင်းအဲ့ဒါကိုဖတ်ရအောင်အာမင်အဲကြောင့်ယူသားဆိုတဲ့ဖျားရှိမှအရှိကိုရှိတိုင်းတွားပြီးတော့ယူသားချင်းအစပြုလာတဲ့အခါမှာမျောလင့်ချက်ကအရှင်တန်လာတာဖြစ်တယ်ဟာလေလုယာအာမင်အဲဒါဆိုရင်ကျွန်တော်ဒုတိယပိုင်းကိုတွားရအောင်ဂျေဇုပြီးတော့ဗမာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုအဆင်ပြေသလိုเนาะဖတ်ရအောင်1 2 3ပြန်လဲပြုတ်ပြင်ခြင်းဆိုတာကပစ္စည်းခဲ့တဲ့အရာကိုပြန်လဲတည်ဆောက်ပါ restore ပေါ့เนาะ restoration rebuild what was broken ပစ္စည်းတဲ့အရာတွေပစ္စည်းချင်းခံတဲ့အရာတွေပြန်လဲတည်ဆောက်ပါ restoration ကျွန်တော်ကိုးကွယ်တဲ့ဘုရားကပြန်လဲတည်ဆောက်ပေးခြင်းနဲ့ပြန်လဲမဆပေးခြင်းတဲ့ဘုရားဖြစ်တယ် hallelujah amen ဆိုတော့ကျွန်တော်တချို့အကျမ်းတွေဖတ်ရအောင်နော်နေဟေမိ9အငယ်7ကနေ73ကကျွန်တော်ဖတ်ရအောင်သူတို့ကပြန်ပြေးပါမည်ဘာမျှမတောင်းမယူပါဒါကခုနဖတ်တဲ့ဟာနဲ့မတရားပစံကျွန်တော်အတူစားတဲ့ဟာနော်ပြီးတော့ဗာပြောလဲကိုတော်မိန်တော်မူတဲ့အတိုင်းငါပြုပါမည်ဟုဝန်ခံကြ၏ထို့သောယစ်ပရောဟိတ်တို့သည်ဂတိအထားတဲ့အတိုင်းပြုရမည်ကြောင်းငါသည်သူတို့ကိုခေါ်၍ကျိန်ဆူစီပြီးမှကိုခပိုက်ကိုခါလျက်ဂတိပြတ်တော်သူပေါင်းတို့ကိုဖျားဒီအိမ်တော်အမှုတော်ထဲကဤသို့ခါလိုက်တော်မူပါစေတော့သူတို့သည်ဤသို့ခါပစ်လိုက်ခြင်းကိုခံရပါစေတော့ဟုဆို၍စီဝေတော်သူပေါင်းတို့သည်အာမင်ဟုဝန်ခံ၍ထာဝရဘုရားကိုချီးမွမ်းကြ၏လူများတို့သည်လည်းဂတိထားတဲ့အတိုင်းပြုကြ၏ဟာလေလုယာဆိုတော့ကျွန်တော်တို့ဒီနေရာမှာသူတို့ဂတိပြုတ်လိုက်တဲ့အခါမှာပြန်လဲပြီးတော့ထူထောင်ခြင်း restoration အစပြုတ်လာတယ်ဆိုတာကိုတွေ့ရတယ်။နောက်ဂျန်တပိုက်ဆာလံ34အငယ်14ကိုဖတ်ရအောင်။ဒုစရိုက်ကိုလွဲရှောင်၍သူစရိုက်ကိုပြုတ်လော။သူတပားနဲ့အသင့်နေခြင်းကရှာ၍မိအောင်လိုက်လော။အာမင်။သူတပားနဲ့ပါပြောလေ။အယံချစ်ပြီးတော့လွန်ကဲလို့ရင်လည်းအဲ့ဒါတွေကပြန်ပြတနာဖြစ်တယ်။အဲ့ဒါကြောင့်ဖယားသားသမီးတွေကဖြောင်းမှတ်တာတော့မှကျန်းစာပါပြောလေလွန်ကျိုးစွာမဖြောင်းမှတ်နဲ့တဲ့မဖြောင်းမရဘူးမဟုတ်ဘူးနော်လွန်ကျိုးစွာဖြောင်းမှတ်တာဖြောင်းမရမယ်ဒါပေမဲ့လွန်ကျိုးစွာမဖြောင်းမရဘူးစားရမယ်စားတာကပြစ်လားမဟုတ်ဘူးစားမယ်ဒါပေမဲ့အလွန်အကျိုးစားခြင်းကအပြစ်တဘောပေါက်ရနော်အဲ့ဒါအကြောင်းကျွန်တော်တို့ဗမာစကားမှာရှိရလေတာရင်ဆေးလို့ရင်ဘေးဘယ်အရာမဆိုသူ့ရဲ့အတိုင်းအတာလျောက်လို့ရင်ကောင်းကြီးဖြစ်ပြီမဲ့အများကြီးအလွန်ကျွဖြစ်လာရင်ဒုက္ခပြေတတ်တယ်အဲ့ဒါကြောင့်သူတပားနဲ့အတင်းတင်းဆိုတဲ့အခါမှာလက်ရောင်းကြီးထောင်ကျွန်တော်ကောင်းကောင်းမပေါင်းမယ်အသေးတန်ကြီးဖြစ်ရင်တခါလေအဲ့ဒါကအမုန်းတရားတွေပြန်များတတ်တယ်အဲ့လိုပြောလို့လူတိုင်းနဲ့ကျွန်တော်အပေါ်ယံပေါင်းမယ်ပြောတာမဟုတ်နော်နှလုံးသားမှနဲ့ပေါင်းမယ်ချစ်မယ်ခင်မယ်လက်သွဲမယ်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့အတင်းတင်းနဲ့ပုံမှန်လေးထိန်းဖို့ continue အဲ့ဒါကိုလုံးဝ control ဘယ်လိုလဲ keep on ပေါ့နော်ထိန်းသိမ်းဖို့အရင်ကြီးကြည့်တယ် amen ကဲဟုတ်ပြီဒီနေရာမှာကျွန်တော် next slide ဒီနေရာမှာအချက်နှစ်ချက်နဲ့တစ်ချက်လေးကြည့်အောင်ကျွန်တော်တို့နောင်တတရားကဘာပြောလဲဥတရားလမ်းကြောင်းကိုပြောင်းလဲစေတယ်နောင်တလူတယောက်ရလာတဲ့ခါမှာအမားကနေဝန်ခံပြီးဖျားရှိမှတူဝင်တဲ့ခါမှာဘာဖြစ်လာလဲဆိုတော့သူ့ဘဝကလမ်းကြောင်းမှလာတယ်ကျွန်တော်တို့အရင်တော့ပြောတယ်ကိုမြအိုးကျေးဇူးပြုပြီးတော့တစ်ချက်လာပြလို့ရတာကိုထွန်းနဲ့ပေါ့နော်မဆန်တော့သူကမင်္ဂလိဆိုတော့အကုန်ကြီးမတောင်းတော့ဘူးကဲ
ဆရာသူတို့တယောက်ကိုဖျားလို့ခိုင်းမလို့အင်ကြီးအနှစ်ယောက်ဖြစ်တော့ဆရာပဲဖျားလို့လိုက်တော့မယ်နော်ဆရာထွေရောကဲဥပမာကိုမြောက်ကကျေးဇူးပေးအဲ့ဒီအနေရာမှာရပ်ပြီနော်ကိုထောင်းကအပြစ်သားမဟုတ်နော်ဒါတရုပ်ဆောင်နော်ကဲကိုထောင်းကအပြစ်လုပ်မိတယ်အဲ့မှာအပြစ်မှပြောတယ်ဆိုတော့သူကကိုမြောက်ဟိုဘက်သွားပေးလိုက်နော်အလဲကိုထောင်းအလဲကျေးဇူးပေးနေပြီနော်ကဲကိုထောင်းအစားတော့ကဒီလိုနေတယ်ပြီးတော့ကျေးဇူးပေးတစ်ချက်သူကဖယားနဲ့သွားလာရင်းနဲ့ဖယားနဲ့အတူဆက်သွေးနဲ့ဖယားနဲ့မှန်ကန်တယ်အဲ့ဒီကနေသူကအမားတစ်ခုဖယားမကြိုက်တာလုပ်လာတယ်ဆိုတော့တဖြည်းဖြည်းပါဖြစ်လာလဲလူအများစုကအမားလုပ်တဲ့အခါမှာဖယားစီတူဘုထဲဖယားနဲ့တဖြည်းဖြည်းဝေးလာတယ်ဝေးတော့ကျွန်တော်တို့ဟိုဘက်ကိုမျက်နှာမူလိုက်နော်ကျွန်တော်နဲ့ဖယားနဲ့နေတဲ့နေရာကနေဘာဖြစ်သွားလဲအပြစ်ဘက်ကိုတဖြည်းဖြည်းပါလာတယ်တဖြည်းဖြည်းချင်းလောလောဆယ်ကိုမြောက်ကအပြစ်နော်ကိုထောင်းကအပြစ်ဘက်ကိုသွားလာတယ်လူသားဆိုတော့အမှန်တော့သူသွားမဲ့လာကယေရှုခရစ်တော်ဘာပြောလဲငါကိုယုံကြည်တော့သူကငါနောက်ကိုလိုက်ရမယ်ယေရှုခရစ်တော်ကအပြစ်ဘက်သွားမလားသူကကျွန်တော်ထာဝရနဲ့ဆိုင်တဲ့ဘက်ကိုသွားမလားဖယားဒီဘက်အပြစ်ကဟိုဘက်ဆိုတော့ယေရှုခရစ်တော်နောက်လိုက်မဲ့သူကခရစ်တော်နောက်လိုက်တဲ့နေရာကနေဘယ်ဘက်သွားပြီလဲဥတီယာလွယ်သွားပြီဆိုတော့အဲ့ဒါကြောင့်ကျွန်တော်လူတယောက်ကနောင်တရတဲ့ခါမှာဘာဖြစ်လာလဲဥတီယာကမှန်လာတယ်တပိုင်းမှာဆိုရင်ကိုထောင်းကနောင်တရတယ်ပေါ့နော်အပြစ်သားတယောက်အဲ့ဒါနေကျွန်တော်ပြန်လာပြီးတော့ငါယေရှုကိုပဲဖက်တွေ့မယ်ဂျေဇုပဲနောက်ကနေလာပြီးနော်အဲ့ဒီကနေဘာဖြစ်လာလဲဆိုတော့မတ်လေးကကိုထောင်းတစ်ချက်ကင်လိုက်မယ်နော်โอเคဆိုတော့ဘာဖြစ်လာလဲကိုလဝါကားတိုင်းကိုထမ်းပြီးပါပြောတယ်ယေရှုကငါနောက်တော့လိုက်ရမယ်ယေရှုခရစ်တော်ရဲ့နောက်ကိုသူလိုက်လာတယ်ဆိုတော့သူ့ရဲ့လမ်းကြောင်းကခုနဟာနဲ့တူလားဆိုတော့သူလမ်းကြောင်းမှလာပြီဘယ်ချိန်မှနေလမ်းကြောင်းမှလာလဲနောင်တရတဲ့ချိန်မှာအာမင်ကျေးဇူးတင်တဲ့ပြန်ထိုက်ပြီနော်လက်ကုပ်တီးပြီးတော့သူတို့ကိုဂုဏ်ပြုရအောင်အဲ့ဒါကြောင့်နောင်တတရားကဘာဖြစ်လဲဥတီယာလမ်းကြောင်းကိုပြောင်းလဲစေတယ်နောင်တမရတည်၍သူကဘယ်ဟိုဘက်သွားနေလဲဖျားသွားခိုင်းတဲ့နေရာနဲ့ပြောင်းပြန်သွားနေတာအဲ့ဒါကြောင့်ကျွန်တော်နောင်တအရာမှာပဲဖျားစီပြန်လာလို့ရတယ်ကဲဒုတိယချက်ကျွန်တော်ဖျားအောင်နာခံခြင်းဒီနာခံခြင်းဒီယုံကြည်မှုကိုပြန်လဲတည်ဆောက်ပြီးတယ်နာခံခြင်းကယုံကြည်မှုကိုပြန်လဲတည်ဆောက်တယ်ကျွန်တော်တို့အတိုင်းဝိုင်းမှာစီးပွားရေးမှာနယ်ပယ်တည်မှာလင်မယားကြမှာကျွန်တော်တို့တယောက်နဲ့တယောက်ယုံကြည်မှုအရန်ကြီးကြီးတယ်တယောက်ယောက်ကအမားလုပ်ပြီးအလွယ်တကူလိမ့်တဲ့အခါပါဖြစ်သွားလဲယုံကြည်မှုက trust building ကပျက်စီးသွားတယ်အဲ့ဒါကြောင့်အဲ့ဒီ trust building ပျက်စီးသွားကျွန်တော်တို့အဲ့ဒီဖွဲ့စည်းမှာဒါမှမဟုတ်အဲ့ဒီလင်မယားဒါမှမဟုတ်အဲ့ဒီတိုင်းဝိုင်းမှာကျွန်တော်တို့ယုံကြည်မှုမရှိတော့ဘူးဆိုရင်ကောင်းချီးဖြစ်တော့မလားမဖြစ်တော့ဘူးသူဘာပဲပြောကျွန်တော်တို့ကယုံကြည်မှုမရှိတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဖယားစကားနားထောင်ပြီးတော့ငါသားငါသမီးဒါမလုပ်နဲ့နော်ဆိုပြီးတော့ဖယားကြမှာကိုယ်စစ်ဆိုင်ပြန်လဲတည်ဆောက်လာတဲ့ခါမှာလေကျွန်တော်တို့ဖယားနဲ့ကိုယ်ကြမှာယုံကြည်မှုတည်ဆောက်လာတယ်လို့ကိုယ်တိုင်လည်းဖယားကိုယုံကြည်လို့ရတယ်ခရိယန်တော်များများကတရားဟောတဲ့ခါဆရာမတွေပါပြောလဲဖယားကိုယုံကြည်နိုင်လားဟုတ်တယ်နော် Can you trust God ဖယားကိုယုံကြည်ပါဖယားကိုယုံကြည်နိုင်လားပြောတယ် Very good ဒါအရေးကြီးတယ်ပိုအရေးကြီးတာကပါလဲဖယားတင့်ကိုယုံကြည်စိတ်ချလို့ရလား Hallelujah ကိုပြနာလို့ဂျေဇုပြောပြပါပူလန်းဆောင်ဖယားတင့်ကိုစိတ်ချလို့ရပြီလားလို့မဖြေနဲ့နော်မီးပဲမီးနော်ဆိုတော့အဲ့ဒါကျွန်တော်တို့ကိုဖြေရမယ်ကျွန်တော်ကျမတယောက်တည်းရှိတဲ့ချိန်မှာဖယားကိုပေးထားတဲ့အချိန်နဲ့ဖယားကိုပေးထားတဲ့တီးတန်းချိန်မှာကျွန်တော်ကျမဘာလုပ်လဲဖယားကျွန်တော်ကျမကိုစိတ်ချလို့ရလားအာမင်ကိုပဲဖြေရမယ်နော်ဂျေဇုပြတော့ဆိုတော့အဲ့ဒါကအရေးကြီးတယ်ဖယားကိုစိတ်ချတာမစိတ်ချတာကတော့ပထမအဆင့်ပဲရှိတယ်ပိုအဆင့်မျက်နှာကဖယားတင်ကိုစိတ်ချလို့ရတာဖယားတင်ကိုပေးထားတဲ့ငွေကြေးနဲ့စိတ်ချလို့ရလားဖယားတင်ကိုပေးထားတဲ့အရေးချင်းနဲ့တင်ကိုစိတ်ချလို့ရလားဖယားတင်ကိုပေးထားတဲ့အိမ်ထောင်နဲ့တင်ကိုစိတ်ချလို့ရလားအာမင်အဲ့ဒါကအရေးကြီးတယ်အဲ့ဒါအကြောင်းကျွန်တော်တို့ဒီစိတ်ချမှုဖယားကြားမှာကျွန်တော်ပြန်ပြီးတော့နာခံခြင်းနဲ့ပဲတည်ဆောက်လို့ရတယ်အဲ့ဒါကအမတမအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ restoration ဆိုတာက feeling ခံစားချက်မဟုတ်ဘူး restoration ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့တခါတည်းပြန်လဲတည်ဆောက်ဖို့ဆန္ဒရှိခြင်းဖြစ်တယ်ဆိုတော့ရှင်လုကာခရစ်ဝင်ကျမ်းထဲမှာကျွန်တော်တို့ဘယ်သူအကြောင်းတွေတွေ့ရလဲဆိုတော့ကျွန်တော်တို့ဇက်ခဲအကြောင်းတွေ့ရတယ်ဇက်ခဲဆိုတာယေရှုခရစ်တော်နဲ့တွေ့ပြီးပါလို့လေယေရှုခရစ်တော်ကိုသူ့အိမ်မှာခေါ်ဖိတ်လိုက်တယ်ဇက်ခဲကယေရှုခရစ်တော်ကိုတွေ့ချင်လို့
လူကလည်းအရက်မရှိတော့ဘာလို့လဲဘယ်မှာတွေ့ရလဲတစ်ပင်ပေါ်ကနေကျွန်တော်တို့ဆိုရင်အရက်ပူတဲ့လူဆိုရင်ပူလို့တောင်တက်ချင်မှာမို့နော်ဟုတ်တယ်ဟုတ်ဒါပေမဲ့ तू ဘာလို့လဲသူတိတ်ခါတွေခေါင်းထဲမရှိဘူးဇက်ခဲကလေပြောပြမယ်ကျမ်းစာဖတ်တဲ့အခါမှာယေရီခေါတစ်မြို့လုံးမှာဂုံအာနာရှိတဲ့သူနော်ဒီခက်စကားဆိုရင်တစ်မြို့လုံးရဲ့အခွန်ခံတကိုင်းဆိုရင်လောက်မြန်မာ PS အတုံးလုံးနဲ့ဆိုလာဝကမို့မြို့နယ်မို့လာဝကမို့ပြီးတော့ပတ်ဆက်လေအချမ်းသာဆုံးထဲမှာပါတယ်ယာထိုးလည်းရှိတယ်ယာထိုးလည်းရှိတယ်ပတ်ဆက်လည်းရှိဆုံးလူတယောက်ကယေရှုခရစ်တော်ကိုတွေ့ဖို့အတွက်တစ်ပင်ပေါ်မှာတက်တဲ့ဆင်ကတော်ရုံမရအောင်နော်ကျမ်းနာမပြောနဲ့လေကျွန်တော်တို့အသက်ရှင်တဲ့ဘုရားကိုတည်တဲ့ခရိယန်တွေတောင်မှလက်ခုပ်တယောက်ကခိုးရအောင်ဆိုကျွန်တော်တို့တော်တော်များများရှက်တယ်လေမကရပါဘူးဒါတွေနဲ့နော်ဟုတ်တယ်ဟုတ်ဒါပေမဲ့အဲ့ဒီလိုတိတ်ခါလေးနဲ့ဘုရားကိုချီးမွမ်းတဲ့အခါလက်မြောက်ဖို့တောင်မှဒီလိုလေးနဲ့ရင်လေးနဲ့အဲ့ဒီလူတွေတူဝါတနာပါတဲ့အားကစားမှကြည်လိုက်ဘာလို့လဲဝါယေးအော်လာဟုတ်တယ်ဟုတ်အဲ့မှာကျွန်တော်တို့ရောက်ရင်ဘာဖြစ်သွားလဲတိတ်ခါမတိတ်ခါမဟုတ်တော့ကိုယ့်ရဲ့အထဲကရှိတဲ့အရာတွေ emotion အပြည့်ဝပါလာတတ်တယ်ပြောချင်တဲ့ကဘာလဲဇက်ခဲကသူ့ရဲ့တိတ်ခါတွေသူ့ကောင်းထဲမှာမရှိသူယေရှုတွေ့ချင်တယ်ယေရှုကိုတွေ့တာကသူ့ဘဝအတွက်ရှာနေတဲ့အဖြစ်ဖြစ်တယ်ဆိုသူသိတယ်သူ့မှာငွေကြီးစုံတယ်အောင်မြင်ခြင်းရှိတယ်အကုန်လုံးသူ့မှာရှိတယ်ဒါပေမဲ့သူ့မှာအဲ့ဒီဟာတွေကဂျင်းတ်မှုမရသူ့ရဲ့ဝမ်းမြောက်ခြင်းကိုအဖြေပေးတာကဒီပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့သူသိတယ်ဟာလေလုယာအဲ့ဒါကြောင့်ယေရှုခရစ်တော်စီသူသွားတယ်ယေရှုခရစ်တော်ကလည်းနှလုံးသားနဲ့ဆာငတ်ခြင်းနဲ့နောင်တနဲ့တကယ်ကိုပြောင်းလဲခြင်းတဲ့လူကိုသူသိတယ်နော်လူအုပ်ကြီးထောင်နဲ့ချီရှိတဲ့ထဲမှာဇက်ခဲကိုနာမည်နဲ့ခေါ်ပြီးတော့ဒီနေ့တိတ်အိမ်၌ငါတဲမယ်တဲ့ဇက်ခဲကယေရှုခရစ်တော်ကိုခေါ်ဖိတ်လားဆိုမခေါ်ဖိတ်ဘူးဒါပေမဲ့နောင်တနှလုံးသားနဲ့ဒီဖယားမကယ်ရင်ဒီဖယားကငါဘဝအတွက်အဖြေဖြစ်တယ်ငါရဲ့ဝမ်းမြောက်ခြင်းငါရဲ့အနာဂတ်ရှင်သန်မှုအတွက်တူပဲဖြစ်တယ်ဆိုတာကိုနားလည်ခြင်းနဲ့ရှာတဲ့သူရဲ့နှလုံးသားကိုဖယားသိတယ်ဒီနေ့မိတ်ဆွေဘုရားကျောင်းလာတဲ့အခါမှာသူများကိုဖွင့်ပြောခြင်းမှဖွင့်ပြောမယ်ဒါပေမဲ့မိတ်ဆွေရဲ့နှလုံးသားထဲမှာရှိနေတဲ့ဆာငတ်ခြင်းသူ့ကိုရှာခြင်းနဲ့ဖယားသိတယ်အဲ့ဒီလိုနှလုံးသားနဲ့ရှာတဲ့သူကိုဖယားအသွေးခံပြီးမိတ်ဆွေတတကိုပြောင်းလဲစေမှာဖြစ်တယ်ဟာလေလုယာဇက်ခဲယေရှုရောက်လာတယ်ဘာလို့လဲချက်ချင်းသူပြောင်းလဲသွားတယ်နော်သူဘာလို့လဲမတရားလူယူသမားကိုသူပြန်ဆက်တယ်နောက်ထပ်ယူရဲဆိုရင်သူအစပေါင်းများစွာနဲ့ပြန်ဆက်မယ်ဆိုပြီးသူဘဝ transformation ပြန်တွေ့ရတယ်အဲ့ဒီနေရာတွေစားပြီးဇက်ခဲပါဖြစ်လဲဆိုတော့ကျမ်းစာဖတ်ကြည့်လေပြန်ပြီးတော့ဆင်ခြင်လုံးတွေဖတ်ကြည့်ဇက်ခဲအယံဝမ်းမြောက်တယ်ဗျဟာလေလုယာသူအယံဝမ်းမြောက်တယ်ဘာကြောင့်လဲဖယားစကားကိုနာခံပြီးမှန်အောင်ဖယားနဲ့နေလာတဲ့အခါအထဲကဝမ်းမြောက်လာတယ်နော်သူများရှိမှမြင်တာမမြင်တာဖတ်ထား happy နဲ့ joy လည်းမတူเนาะကျွန်တော်မကြပြောတယ် happy ဆိုတာဘယ်ပေါ်မှာအခြေခံလဲ happening အဖြစ်ပြက်ပေါ်မှာစာမေးပွဲအောင်လို့ I am happy because အကြောင်းအရာရှိတယ်စာမေးပွဲအောင်လို့ဒါပေမဲ့အဲ့ဒီပျော်ရွှင်ခြင်းကနောက်တည်းမှာကြံသေးလားမရှိတော့ဘူးဒီနေ့ကားသိရတယ်အယံဝမ်းသာတယ် happy I am happy because အကြောင်းအရာတစ်ခုရှိတယ်နောက်တည်းမှာဖြစ်သေးလားဝမ်းမြောက်မဲ့စာပါဖြစ်လဲစိတ်ပူလာတယ်ငါကောက်ဘယ်သူများထိမလဲအဲ့ရဝင်တောင်မှတော်ရုံမချင်းကားတစ်တဲ့အချိန်ဆိုတော့ဘယ်သူများချစ်မလဲဘယ်သူများချစ်မတိပင်များကြမလားအဲ့ဒါစားနော်ကျွန်တော်မမဟုတ်ဆိုမိုးဆိုသူ့ကား Ford ကားအနေရောင်ဝယ်ခါစားဆိုရင်သူတို့ကားပါကင်မှာတော့မထားရဘူးသူ့အချန်ထဲမှာထားလိုက်တယ်တဲ့ခိုးဆိုတော့ကျွန်တော်ကားဝယ်ခါစားအမိသားစုတွေပတ်နေကြကျွန်တော်အထဲဒါပေမဲ့ကိုလည်းအဲ့ရမဝင်ခင်တစ်ချက်လေးကြည့်လိုက်တာလူကအဲ့ဒါနော်ဝမ်းမြောက်ခြင်းကတရေပဲပြီးနောက်တရေမှာစိတ်ပူတယ်ဒါပေမဲ့တပတ်လောက်ကြံတာဘာမှမဖြစ်ဘူးတော့လေဒီတိုင်းဆိုတော့ကျွန်တော်တို့အဲ့လိုဖြစ်တတ်တယ်ပေါ့နော်လေမယားတွေလည်းယုတ်ခါစားမှာငါယောက်ျားစမ်းနေငယ်မလေးဆိုတော့ဘာပြောလဲသူကိုဟန်လင်းဆိုရင်တဲ့ဘသူမဆိုအသေးတော်လူတွေနဲ့ဆိုသူစိတ်ချတယ်တဲ့ဒါပေမဲ့သူစိတ်ချဆုံးကကိုနိုင်တဲ့အဲ့ပေါ့ကိုနိုင်မှစိတ်မချလည်းမရတော့လေနော်ဆိုတော့ပြီးတော့ဘသူလည်းမသိဘူးတယောက်နှစ်ယောက်ကျန်တာကတော့သူဖြစ်မဲ့ဆိုသူကအတိရမယ်တဲ့ကိုချိန်မှာဆိုတော့ကိုကသူပဲတော်ရတယ်လေစိတ်ချပြီလေဆိုတော့ပြောချင်တာပါလေကျွန်တော်ရခါစားဝမ်းတာပြီမဲ့ဘာဖြစ်လဲအဲ့ဒီဟာကနောက်ပိုင်းမှာတရက်နေ့မခံဘူးပြီးတော့စိတ်ပူတယ်အဲ့ဒါပဲရှိတယ်ဒါပေမဲ့ဇက်ခဲကတော့ဝမ်းမြောက်ခြင်း joy ကြတော့အပြင်နဲ့မဆိုင်ဘူး because ဆိုတော့ reason မရှိဘူးဖယားနဲ့အဆက်တွေရပြီးဖယားနဲ့မှန်ကန်ခြင်းနဲ့အထဲကနေအပြင်ကိုစီးထွက်လာတာဖြစ်တယ် happy ကြတော့ happening အပြင်ကအဖြစ်ပြက်ပေါ်မှာအထဲကိုဝင်ပြီးတော့ယာယီပဲခ
ခဏလေးနဲ့ပြန်ပြောက်တယ် joy ကြတော့ဖခင်နဲ့အဆက်တွေ connection ကနေအထဲကနေစီးထွက်ပြီးအပြင်မှာမြင်ရတဲ့အရာဖြစ်တယ် hallelujah အဲ့ဒါကြောင့်ဝမ်းမြောက်တဲ့သူကခြေနေနဲ့မဆိုင်ဘူးအမြဲတမ်းဝမ်းမြောက်နိုင်တယ်နော်ဒေါ်မယ်ရီသိန်းစွန်သူမိသားစုမှာကြီးကျယ်ပြဿနာကြုံတယ်အရန်ခက်ခဲတဲ့များတဲ့ချိန်မှာလေဆရာတကယ်ကိုချီးကျူးအတင်းတော့မှအကုန်လုံးသူကောင်းတဲ့ဟာအများကြီးရှိတယ်ဒါပေမဲ့ဥပမာတစ်ခုပြတာပေါ့နော်သူဖျားเจ้าမှလေတခါကျရင်စောတယ်တခါကျနောက်ကျရင်တော့မှ worship ချိန်မှာဆရာကြည့်တာသူဝင်လာပြီးတော့လေသူပြဿနာအိမ်မှာအပြည့်နဲ့နော်တော်လေးဒုက္ခရတာအေးတော့မဟုတ်အောင်ဘာလို့လဲမြို့နာပြုံးပြီးတော့လေလက်ခုပ်တီးပြီးတော့ဝင်လာတာဗျကပြီးဝင်လာတာလေတင်ဥစားတော့မှကျွန်တော်တို့ကပြီးတော့မဝင်နိုင်သေးဘူးလေကျွန်တော်ပြောတာသူများကျွန်တော်တော့မျက်နှာပြုံးတယ်နှုတ်ဆက်တယ်ဒါပေမဲ့ကပြီးကျွန်တော်မဝင်နိုင်သေးဘူး तू ကပြီးပြုံးပြီးဝင်လာတာသူ့ကိုကျင့်ဆရာအယံခွန်အားရတယ်ဟာလေလုယာပြဿနာနဲ့လာတော့သူ့ပြဿနာကျွန်တော်ကောင်းကောင်းသိတယ်တော်တော်မြတ်သိတယ်အိမ်ကနေပြဿနာပြည့်ပဲပြီးလဲပြောဒီမှာလူငယ်လေးတွေသူအရင်တော့ရက်နေကြလူငယ်လေးတွေမတည့်ရပြီးတော့ worship မှာသူတို့ခုံနောက်ကနေသူအာရပကအမေရန်ခုံတယ်လေဆက်မှာဗီဒီယိုတင်ထားတာရှိတယ်ဟာဘယ်လောက်ကြက်တည်မင်္ဂလာရှိလဲဟာလေလုယာဒါဝိဆိုအဲ့လိုဖျားပရင်တစ်တာရောက်တဲ့အခါမှာဘာလို့လဲဝမ်းမြောက်ပြီးတော့ကြိုဆိုတယ်အဲ့ဒီသူကအခုဝမ်းမြောက်တာကိုသူ့မိမဘယ်သူလဲမိခေလာကဘာလို့လဲလောင်ပြောင်နေဆိုတော့ဘာဖြစ်သွားလဲအဲ့ဒီသူ့ရဲ့ကခုံချီမန်းချီကိုလောင်ပြောင်နေလို့ကလေးမွေးလို့မရတော့မြုံသွားတယ်သူနောင်တရပြီးမှပြန်ပြီးတော့ဖခင်သူ့ရဲ့တအိမ်ကိုပြန်ဖွင့်ပေးတယ်တဘာပေါက်နော်အဲ့ဒါကြောင့်ကျွန်တော်ကခုချီမွန်းတဲ့အခါမှာအဲ့ဒါကပို့ပြီးတော့ဝမ်းမြောက်ပါမယ်ဘာကြောင့်လဲအချီနေနဲ့မဆိုင်ဘူး happy ကြတော့ happening ပေါ်မှာမဟုတ်တဲ့အချီနေပေါ်မှာ joy ကြတော့အချီနေနဲ့မဆိုင်ဘူးအထဲကနေဖခင်နဲ့ပတ်သက်တာဖြစ်တယ် hallelujah amen ဆိုတော့နာခံခြင်းအပြင်တစ်ချက်လောက်ကျေးဇူးပေးဖခင်အောင် amen amen ဆိုတော့ကျွန်တော်တို့next slide ပါနော်ကဲနံပါတ်3သွားရအောင် rejoice ဖခင်ဝမ်းမြောက်ခြင်းဖခင်သခင်ပြီးတော့ဝမ်းမြောက်ခြင်းကိုလက်ခံပါကျမ်းပိုက်ကိုဖတ်ရအောင်နော်လူပေါင်းတို့သည်ပြည်တိစကားကိုကြားတော့အခါငိုကြွေးကြသည်ဖြစ်၍ပြည်အုပ်မင်းနေဟမိကျမ်းသတ်ဆရာယစ်ဘရဟိအဲဇရာလူများတို့အားတွင်တင်သောလေဝိသားတို့ကဤဒီနိယတ်ဒီသင်တို့၏ဖျားသခင်ထာဝရဖျားဖို့တန်ရှင်တော်နိဖြစ်၏ငိုကြွေးမိတမ်းခြင်းကိုမပြုကြနှင့်ဟာလေလုယာဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီနေ့ရကဖျားတွက်တန့်ရှင်းတဲ့အတွက်ကြောင့်ဝမ်းမြောက်ရမယ်ဆိုပြီးတော့သူတို့ဝမ်းမြောက်ဖို့ပြန်ပြီးတော့ခွန်အားပေးတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ next slide သွားရအောင်နော်ဒီနေရာမှာအချက်3ချက်နဲ့တစ်ချက်ကြည့်မယ်နံပါတ်1ကျွန်တော်တို့အဲ့ဒီ rejoice ပေါ့နော်ဝမ်းမြောက်ခြင်းဆိုတာကဘယ်ချိန်ကနေကျွန်တော်ဖျားပြီးလို့ရလဲဆိုတော့ဖျားနှုတ်ကပတ်တော်ဒီဘာလို့လဲမျောလင့်ခြင်းကိုနိုးကြားစေတယ်လူတယောက်ဝမ်းမြောက်ဖို့ဒီမျောလင့်ခြင်းပြန်ရှင်တန်ဖို့ကလေဘယ်ကနေလာလဲသိလားနှုတ်ကပတ်တော်ကနေပဲလာတယ်ဒုက္ခပြဿနာများပါတယ်ဆိုနေမှအဲ့မှာအသေးကွက်တချင်းတွားနာမထောင်နဲ့ပိုးဆိုးလိမ့်မယ်ကျွန်တော်တို့သမီးစားမရှိတော့ငငယ်တော့တောင်မှဟိုမှာဘူရဲ့အဲ့တော့ကျွန်တော်ဟိုငငယ်တော့အဆူတော့အဲ့တော့အရန်ပေါက်တယ်သူ့ရဲ့ပြန်တန်းသွားတော့Michael Lance Rock လို့လာအဲ့ဒီသူတို့တချင်းပြန်တန်းသွားတော့အဲ့ဒီခွေထွက်တာအိမ်မှာဆရာ73နှစ်ပဲရှိသေးတယ်တချင်းခွေထွက်တော့ဝေးပြီးတော့အဲ့ဒါနားထောင်တာအိမ်မှာတရားရရှိတဲ့ချိန်မှာပြန်တန်းသွားတော့အဝေးဆုံးကိုသွားတယ်နားထောင်ပြီးတော့မရှိတဲ့ရေးစားကိုလွမ်းတလို့ခိုးပဲတဲကိုတလို့ခဏနေကျန် Alexa သူ့ရဲ့တချင်းဒီချိန်မှာငါလွမ်းနေတာမင်းမရှိတော့တာသူ့ကောင်မလေးပဲတည်သွားတလို့ဟိုဖြစ်တလို့ကိုမရေးစားတော့မရှိသူကခွအတဲပဲပြန်ကိုရမလို့ပြောချင်တာပါလေအဲ့ဒီချိန်မှာကျွန်တော် Hillsong ရဲ့1996နော်အဲ့ဒီတုန်းက Oral Roberts University မှာတည်တဲ့တက်တဲ့အမျိုးတစ်ယောက်ကနေသူအဲ့တော့ဗီဒီယိုခွေတက်ခွေခက်ဖြစ်တယ်သူယူလာတဲ့ praise and worship ကိုကျွန်တော်အစားထိုးပြီးဖွင့်လိုက်တယ်အဲ့မှာ darling chick before the world began အဲ့ဒါလေ come to the father အဲ့ဒါ1996နော်ထွက်ခါစားအဲ့ဒါနားထောင်တော့လေမြေပြန်ကြပြီးတော့မြေကြတာတော့မတူတော့ကိုကဝမ်းမြောက်ခြင်းနဲ့ဖခင်မြတ်တာပြန်ခံစားတာအဲ့ဒါကြောင့်ဝမ်းနေပါတယ်မျောလင့်ခြင်းမဲ့ပါတယ်ဆိုတဲ့ချိန်မှာလောကအရာတွေလောဆယ်ဟိုဝမ်းနေတဲ့ချိန်ပြောတာနော်စိတ်ပျက်စီးမဲ့ဂျန်တဲ့တည်င်းတွေနိုင်ငံကြီးတွေနားထောင်ပူရှုပ်လိမ့်မယ်။ဘာဖြစ်ကျွန်တော်ခွန်အားရနိုင်လဲ။နှုတ်ကပတ်တော်ဟာလေလုယာ။လောလောဆယ်တရားဟောချက်ကခေါင်းထဲမှာမဝင်သေးဘူးဆိုရင်လည်းတခြင်းနားထောင်လိုက် worship တခြင်း။အဲ့ဒီတန်ဆယ်လေးရဖြစ်အထဲဝင်လို့ရတယ်။
အဲ့ဒီစာသားတွေကနှုတ်ကပတ်တော်ဖြစ်တဲ့ပြန်ခွန်အားဖြစ်တယ်ဟာလေလုယာပြီးတော့နံပါတ်၄ခွန်လွတ်ခြင်းတွေဝမ်းမြောက်ခြင်းကိုဖြစ်စေတယ်သင်ကတယောက်သင်မားနေတဲ့သူတယောက်ကသင်ကိုခွန်လွတ်ဖို့ဆိုတာကိုယ့်လက်ထဲမှာမရှိဘူးဒါပေမဲ့သင်ပေါ်မှာမားတဲ့သူခွန်လွတ်ဖို့တော့သင်ပေါ်မှာဖခင်ခွန်အာဏာပေးထားတယ်ကျွန်တော်တို့မားလို့သူခွန်လွတ်တာမခွန်လွတ်တာတော့ကျွန်တော်လက်ထဲမှာမရှိတဲ့ကြောင့်သူနဲ့ဖခင်ပိုင်းဒါပေမဲ့သင်ကသင်စိတ်ထဲမှာသင်ကိုနာကျင်အောင်လို့လဲလို့တယောက်ကိုခွန်လွတ်ခြင်းပေးနိုင်တယ်ဟာလေလုယာတခါကျကျွန်တော်မတန်မှုလေ तू ကဒီလောက်ငေါ့ကိုစော်ကားတာအဲ့ဒါမတန်မှုခံစားနိုင်တယ်တကယ်မိတ်ဆွေသူ့ကိုဖြေလွတ်လိုက်ခြင်းကမိတ်ဆွေရဲ့ဝမ်းမြောက်ခြင်းကိုပြန်ပြီးတော့ဖျားပေးလို့ရတယ်အာမင်အဲ့ဒါကြောင့်ခွန်လွတ်လိုက်တဲ့ခါလို့ကဘာဖြစ်သွားလဲအထက်ကနေဝမ်းမြောက်လာတယ်နော်အနေနဲ့များအားလုံးအတူကြုံရှိပြီးသားဖြစ်မယ်ဝမ်းမြောက်ခြင်းကတယောက်ယောက်ကိုချီနှောင်ပြီးကိုနာကျင်အောင်လှုပ်ထားတဲ့လူကိုဖြေလွတ်လိုက်တဲ့ခါ release အမှကလုံးဝလွတ်မြောက်ခြင်းနဲ့ဝမ်းမြောက်ခြင်းဖြစ်သွားတာအဲ့ဒါကြောင့်မိတ်ဆွေကိုနာကျင်အောင်လဲလို့ဘယ်နှယောက်ရှိလဲအဲ့ဒါကိုစဉ်းစားပြီးဒီနေ့ယေရှုနာမနဲ့ငါတို့အကုန်လုံးကိုဖြေလွတ်လိုက်ပြီဟာလေလုယာဟာလေလုယာအဲ့ဒါကိုကျွန်တော်လုပ်ရမယ်ကဲနံပါတ်3ပါလဲဝမ်းမြောက်ခြင်းနေကိုရောနိုင်ဝမ်းမြောက်ခြင်းဒီခွန်အားရစီဒီဆိုတဲ့အတိုင်းလူခရိယန်ယုံကြည်သူတဲ့ခွန်အားကဝမ်းမြောက်ခြင်းကနေပဲလာတယ်ဝမ်းမြောက်ခြင်းကဘယ်ကနေလာလဲဆိုတော့နောင်တနဲ့ဖျားစီချင်းကတိုးဝင်ခြင်းဖြင့်နှုတ်ကပတ်တော်ဖြစ်လာတယ်အဲ့ဒီဝမ်းမြောက်ခြင်းနဲ့ပဲအနာဂတ်ကိုပြဿနာကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ကရှေ့ဆက်သွားနိုင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ဝမ်းမြောက်ခြင်းကပဲအနာဂတ်ကိုရှေ့ဆက်လမ်းစီနိုင်တဲ့အတွက်ကြောင့်အဲ့ဒီဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ကဘာလို့ ရလဲ restore လုပ်ရမယ် rejoice နဲ့တွားရမယ် amen ဆိုတော့ကျွန်တော်တို့ဝမ်းမြောက်ခြင်းနေတစ်ချက်လောက်ဖတ်ရအောင်နော်အချင်းနေဆိုတဲ့ဝမ်းမြောက်ခြင်းနေအချင်းနေပြည့်စုံခြင်းကြောင့်မဟုတ်ဖခင်ရဲ့မျက်မှောက်တော်ကြောင့်အချင်းနေမပြီးဘူးဝမ်းမြောက်ဆက်ကြောင့်မရှိဘူးဒါပေမဲ့ဝမ်းမြောက်ခြင်းကအချင်းနေနဲ့မဆိုင်ဘူးမျက်မှောက်တော်နဲ့ဆိုင်တယ်အဲ့ဒီဖခင်နဲ့အချင်းယူခြင်းအပြင်ဆိုင်တယ် next slide ကျွန်တော်တို့အဆုံးပိုင်းတွားရအောင်အဲ့ဒါဆိုနောက်ဆုံးပိုင်းမှာကျွန်တော်ဒီနေ့အချက်3ချက်နဲ့မျောလင်းခြင်းနဲ့ဝမ်းမြောက်ခြင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ဘာလို့လဲနံပါတ်1ပထမအားက repent နောင်တနဲ့ဖခင်ကိုကျွန်တော်ပြန်လည်ချင်းကပ်ရမယ်ဘာကြောင့်လဲအဲ့ဒီနောင်တမရဆိုရင်ကျွန်တော်အပြစ်တရားကကျွန်တော်ကိုချီနေစီလို့ဖြစ်တယ်နံပါတ်2 second hour ကပါလဲ restore ပြန်လည်တည်ဆောက်ရမယ်ကျူးပဲ့တဲ့ຢာတွေပျက်စီးတဲ့ຢာကိုပြန်လည်တည်ဆောက်ခြင်းနံပါတ်3 rejoice ကျွန်တော်ဖခင်ရဲ့ဝမ်းမြောက်ခြင်းဖခင်ပေးတာကိုအသက်တာထဲမှာပြန်လည်နေရပေးရမယ် next slide ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့နောင်တနဲ့ဖခင်အောင်နောင်တနဲ့မျောလင်းချက်ကပေါ်လာသည်အာမင်ပြန်လေတိဆောက်ခြင်းစပတ်မယ်ပြန်လေတိဆောက်ခြင်းအစာပြုတဲ့အခါငြိမ်သက်ခြင်းပြန်ရတယ်နံပါတ်3နှလုံးသားကိုနှလုံးသားကိုဝမ်းမြောက်ခြင်းနဲ့ဖြည့်တဲ့အခါမှာခွန်အားကကျွန်တော်လိုက်လာတယ်နောက်ဆုံး next slide ကျွန်တော်တို့ဒီကျမ်းစာကိုပြန်ဖတ်မယ်ဆိုရင်ဘာတွေ့ရလဲကျွန်တော်တို့ဝမ်းမနေကြနဲ့ထာဝရဘုရားပြီးတော်မူတော့အခွင့်နဲ့အာယူရိပ်ပါပြောလဲဝမ်းမြောက်ကြလော The joy of the Lord is your strength ဘောနော်ဖခင်ရဲ့ဝမ်းမြောက်ခြင်းကခွန်အားဖြစ်တယ်တဲ့အာမင်ဆိုတော့ကျွန်တော်တို့ဒီ story ကိုပြောပြီးတော့ကျွန်တော်တို့အဆုံးသတ်မှာဖြစ်တယ်တခါ Wales ဝေလာတိုင်းပြည် revival ကြောင်းဆရာတို့အရင်တော့ပြောပြတယ်1900ခွန်မှာကဘာကြီးတစ်ခုလုံးကိုလှုပ်ခါပြီးတော့အကြီးမားဆုံးလပိုင်းအတွင်းမှာ Wales နိုင်ငံမှာရှိလူ3သိန်းကဲ့တင်ချင်းရသွားတယ်အဲ့ဒီနူးထမှုမှာအဖြစ်ပြက်မှန်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီကြောက်မီးသွေးတွင်းမှာလှုပ်တဲ့အလုတ်သမားတွေဘဝအရန်ကျန်းတယ်အရန်ပင်ပန်းတယ်အဲ့ဒီတွင်းထဲမှာသူတို့ကလှုပ်ပြီးတော့ခွန်အားနဲ့မှနိုင်ရကိုကြောက်မီးသွေးတွင်းမှာလှုပ်မဲ့တီချာ train ထားတဲ့မြင်းတွေရှိတယ်အဲ့ဒီမြင်းတွေကိုအားပြုတ်ပြီးသူတို့ကကြောက်မီးသွေးတွင်းမှာအောက်မှာအလုပ်လုပ်နေတာဖြစ်တယ်အဲ့ဒီမြင်းတွေကိုသူတို့ကဘယ်လို train လဲဆိုတော့ကြမ်းတမ်းဆဲဆူပြီးမှအလုပ်လုပ်ဖို့ကြမ်းကင်တွေလို့ရအောင်အဲ့ဒါမှသူ့ခွန်အားတွေပြည့်ထွက်လာအောင်ပေါ့နော်အဲ့ဒါ train ထားတာဖြစ်တယ်ဖြစ်ချင်တော့ Wales revival ဖြစ်တဲ့အခါမှာလူတွေနောင်တရပြီးတော့ဖယားရှိမှတက်တာတွေပြောင်းလဲတဲ့အခါမှာကြောက်မီးသွေးတွေတွင်းမှာလှုပ်တယ်လှုပ်သားတွေအကုန်လုံးကပြောင်းလဲသွားတယ်အရင်တော့ကြမ်းတမ်းပြောတဲ့လူကခုနူးညံ့တိမ်မွေ့စွာပြောလာတယ်အရင်တော့ဆဲဆူပြီးတော့ပြောတဲ့လူကမဆဲတော့တဲ့အခါမှာတရင်စာမှာပါလဲဆိုတော့သူတို့ကဆရာဖတ်လိုက်မယ်နော်ရေးရတယ်မြင်းများတဲ့စကားတစ်များကိုတင်ယူရခြင်းကြောင့်မိုင်းလုပ်ငန်းကခက်တာနောက်နေကြမ်းကြသွားတယ်တဲ့။ဘာကြောင့်လဲအရင်တော့ဆဲဆူပြီးမှအလုံးလုံးဖို့ train ထားတဲ့ကြောင့်ဆဲဆူတဲ့အုပ်စုကကဲတင်ချင်းရပြီးနူးထမှုတဲ့ပြောင်းလဲလာတဲ့အခါမဆဲတော့ဘူး
မဆဲတော့တဲ့ခါမြင်းကဆဲတာကြမှာအလုပ်လုပ်တဲ့အမြင်းဆိုတော့မကြတော့သူဘာမှမလုပ်တော့ဘူးဆိုတော့ဘာဖြစ်လဲအဲ့ဒီကြောက်မီးသွေးတွင်လုပ်ငန်းကြီးတစ်ခုလုံးကရပ်သွားတယ်အဲကြောင့်သူတို့ဟာတာလုံးနဲ့မြင်းကိုနောက်ဆုံးနားရင်အောင်မဆဲတဲ့စကလုံးနဲ့နားရင်တဲ့ဟာကိုပြန်တင်ပြရလို့အလုတ်ကနောက်ကျသွားတယ်တဲ့ဟာလေလုယာတကယ်နော်ဖယားစီမှာ repentant နဲ့တကယ်ကိုသွားရင်ဖယားကအကုန်လုံးကိုပြောင်းလဲပေးတယ်ဟာလေလုယာ worship တင်လာပေးပါကောင်းချီးဖြစ်ရဲ့လား amen ဆိုတော့ကျွန်တော်ယေရှုတင်ပါတယ်လက်ခုပ်တီးလို့ရပါတယ်ပေါ့နော်ကဲအားလုံးမတရားပြီးတော့ကျွန်တော်တို့အင်္ဂလိပ်လိုချီးမွမ်းချင်လားဗမာလိုချီးမွမ်းချင်လားကဗျာမရဘူးကွယ်ကရင်လိုဆိုတော့ကျွန်တော်တို့ဒီမှာ3-4ယောက်ပဲရမယ်လေကဲဒီနေ့တော့ကျွန်တော်တို့အောင်ပွဲခံမယ်ဟာလေလုယာကိုတော်၌ဝမ်းမြောက်ခြင်းနေခေါ်အရာအဲ့ဒီတခြင်းတော့မချီးမွမ်းခိုင်းပါဘူးဆရာတို့3-4ယောက်ပဲဖြစ်မှာဆိုလို့ကျွန်တော်တို့အဲ့ဒီချီးမွမ်းခြင်းကငါတို့ရဲ့လက်နဲ့ပဲအဲ့ဒါချီးမွမ်းမယ်ပြီးတာနဲ့ကျွန်တော်တို့ဒုတိယမှာဒီနေ့ worship မှာအင်္ဂလိပ်တခြင်းတပုတ်ပါလဲgoodness of God အဲ့ဒီနပိုးနဲ့ချီးမွမ်းမယ်နော်အားလုံးယဉ်နေလိမ့်မယ်ဆိုတော့အဲ့ဒီကိုရှားပေါကအာရပါရချီးမွမ်းဦးဆောင်တဲ့ချိန်မှာအားလုံးလက်ခုပ်တီးခြင်းကခုန်ခြင်းခန္ဓာကိုယ်လှုပ်ပြီးတော့ကျွန်တော်ချီးမွမ်းကြမယ်အာမင်ဝမ်းမြောက်ခြင်းကအချီလေးနဲ့ဆိုင်လားဘာနဲ့ဆိုင်လဲမျက်မှောက်တော်နဲ့ပဲဆိုင်တယ်ဟာလေလုယာအချီလေးမကောင်းရင်လည်းကျွန်တော်ဝမ်းမြောက်တယ်ဘာကြောင့်လဲကျွန်တော်ယူနေတော့မဟုတ်ဘူးဘာကြောင့်လဲကျွန်တော်ဖယားမျက်မှောက်တော်ကြောင့်ကျွန်တော်ဖယားကအကုန်လုံးကိုပြောင်းလဲစေမယ်ဆိုတော့ယုံကြည်လို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ပြဿနာနဲ့လာတယ်ဝမ်းမြောက်ခြင်းနဲ့ပြန်သွားမယ်ဒီတခြင်းစာသားချက်စီတိုင်းကိုစင်ကျင်နှလုံးသွင်းနဲ့ငါနဲ့ငါမိသားစုဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ချီးမွမ်းမယ်ပြီးတာနဲ့ goodness of God ဖယားကောင်းမြတ်ခြင်းကိုကျွန်တော်ဝန်ခံရနေနော် worship team ကိုလက်ခုပ်တီးတော့ကြိုဆိုကြရအောင်ငါတို့ရဲ့လက်နဲ့ပဲမနာခါဝိုး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 ချီးမွမ်းခြင်းကငါတို့ရဲ့လက်နဲ့ပဲ
your voice. You have led me through the fire and darkest night. You are close like no other. I've known you as a father. I've known you as a friend, and I have lived in the goodness of God. All my life you have been faithful. All my life you have been so good. With every breath that I am able, oh, I will sing of the goodness of God. Your goodness is running after, it's running after me. Your goodness is running after, it's running after me. With my life laid on, I surrender now. I give you everything. Your goodness is running after, it's running after me. Your goodness is running after, it's running after me. Your goodness is running after, it's running after me. With my life laid on, I surrender now. I give you everything. Your goodness is running after, it's running after me. And all my အားလုံးလည်းမြောက်ကိုမြောက်ပင်ပြီးတော့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုဝန်ခံရအောင်ကိုတော့ကျွန်တော်ကျမဒီနေ့ကိုတော့လက်တော်၌အနန္တတယ်ကိုတော့ကောင်းမြတ်တော်ဖခင်ဖြစ်တယ်ကျွန်တော်ကျမမားခဲ့ဖို့တယ်အားနဲ့ချက်ရှိတယ်ဒါပေမဲ့ဒီနေ့ကိုတော့ထဲကနေရတဲ့ဝမ်းမြောက်ခြင်းတွေနဲ့ပြန်ပြီးတော့ကိုတော့ထန်၌အိုးအတိတ်တဖန်ကျွန်တော်ကျမသက်တာ၌အလိုလိုကိုအနန္တတယ်ကျွန်တော်ပြန်လဲပြီးတော့ဝန်ခံရအောင် oh, I'm gonna sing. အားလုံးတို့ကနှလုံးသားကနေကျွန်တော်ဖခင်ကြီးစွာကိုချီးမွမ်းရအောင် hallelujah all my life All my life you have been faithful. ကျွန်တော်တို့မှာဖခင်ပေါ်မှာတစ္ဆာမရှိနိုင်တဲ့ချိန်တွေအများကြီးရှိပါတယ်မကောင်းနိုင်တဲ့ချိန်ရှိတယ်ခက်ခဲတဲ့ချိန်မှလည်းသူရှိတယ်ဒါပေမဲ့ကျွန်တော်ကိုအမြဲတမ်းကြီးစုဂရုဏာတော်နဲ့ပတ်ရတဲ့ဖခင်သူ့ရဲ့နှွေးထွေးတဲ့မေတ္တာနဲ့နေ့တိုင်းခွင့်လွှတ်ပေးတဲ့ဖခင်ငါသားငါသမီးအရှိကိုရှိတိုင်းလာပါကြီးစုတော်ဖလင်တိုင်းလာပါမင်းတို့ကိုငါမဆမယ်ကောင်းချီးပေးမယ်ဆိုတဲ့ဖခင်ကျွန်တော်ပြန်လဲပြီးတော့သူဝင်ရအောင်နောက်ဆုံးတစ်ခေါက် all my life ပြန်လဲပြီးတော့အနာရအောင်ကြီးစုတော်ချီးမွမ်းရအောင် All my life you have been faithful. All my life you have been so good. With every breath that I am able, I'm gonna sing of the goodness. I will sing I'm gonna sing of the goodness of God. အားလုံးခွချင်းကကျွန်တော်အတူတကွအတန်ကိုလွတ်ပြီးတော့နှုတ်ကပတ်တော်ပေါ်မှာအတူတကွအနံ့ရအောင်ကိုတော့ကျွန်တော်ကျမဒီနေ့ကိုတော့ဌာနအရှိကိုရှိတိုင်းလာတယ်ကိုတော့ရဲ့ဂျေဇုတော်ပလင်တော်နာကိုကျွန်တော်ပြန်လဲတိုးဝင်တယ်ကျွန်တော်မပြည့်စုံခဲ့ပါဘူးအားနေခဲ့တယ်မားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကိုခွန်လွတ်ပြီးဂျေဇုဂရုဏာနဲ့ပတ်တဲ့ဖခင်ဟိုကျွန်တော်ပေါ်မှာကောင်းမြတ်တယ်ဒီလောက်ကောင်းမြတ်ခြင်းကိုကိုတော့ဂျေဇုတင်နေဆိုပြီးကျွန်တော်ပြန်သွားရအောင်သူနဲ့ကိုကြမှာအနောက်ရှက်ပြီးတဲ့ຢာတွေကိုကျွန်တော်ဝန်ခံတယ်ဆိုဖခင်ကတင်းပေါ်မှာမရှိတော့တာကြားတဲ့အိုးမခံစားတော့တာကြားတဲ့ဝမ်းမြောက်ခြင်းနဲ့မျောလင့်ခြင်းတွေကိုအတစ်တဖန်ပြန်လဲရှင်သန်ခွင့်ပေးတာဖြစ်တယ်ဝမ်းမြောက်ခြင်းနဲ့ပြန်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ရအောင်အိုးဝမ်းမြောက်ခြင်းနဲ့ပြန်သွားခွင့်ပေးမဲ့ဖခင်ဟိုတည့်ရဲ့နှလုံးသားထဲမှာအလုပ်လုပ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအိုးကျမ်းမာခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကိုတော့ငြိမ်သက်ခြင်းနဲ့ကိုတော့သားသမီးရောက်စီတိုင်းသက်တာနဲ့အလုံးလုံးနေတော့ကြောင့်ဂျေဇုတင်နေကျွန်တော်တို့ဟိုတယောက်ချင်းစင်နဲ့ကိုတော့ဂျာမှာအစီတာနောက်ရှက်ပေးတဲ့ຢာတွေကိုလည်းဒီနေ့ကိုတော့ပလင်တော်ဂျေဇုတော်၌ယူဆောင်လိုက်ကိုတော့ရှိတော်၌အရှိကိုရှိတိုင်းချစ်သက်လာကြပါ၏ကျွန်တော်ကိုဝန်ခံ၍ဟောလမ်းပြ၍ကိုတော့ဖလက်ခံတော်ထိုဖခင်ရဲ့မဆာချင်းဂျေဇုတော်နဲ့
ကျွန်တော်တို့အတစ်တဖန်ဝမ်းမြောက်ခြင်းအတစ်တော်မျှော်လင့်ခြင်းကျွန်တော်တို့ရဲ့ငွေကြီးကာလမှာကျွန်တော်ရဲ့အနာဂတ်မှာသားသမီးတွေအနာဂတ်တွေအိမ်ထောင်တွေအတွက်အလုပ်ကိုင်တွေအတွက်အမေရိကမှာဆက်လက်ရှင်တန်ဖို့အတွက်အသင်းတော်အနာဂတ်ကိုတော့အလုံးလုံးနေပြီဖြစ်တော့ကြောင့်ကျေးဇူးတင်တယ်နာမတော်ကိုချီးမွမ်းတယ်ဘုန်းကြီးချင်းဂုဏ်ပြုခြင်းကိုလက်တော်၌အနန္တတဲ့ခါမှာကဲတဲ့ပိုင်ရှင်သခင်ယေရှုနာမ၌ဆုတောင်းအနန္တကြပါ၏ဖဖျားသခင်အဖခမေတော်ရဲ့မြတ်တော်သားတော်ယေရှုခရစ်တော်ဖျားရဲ့ကျေးဇူးတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားရဲ့အတူပါရှိခြင်းမိတ္တဟာယဖွင့်ခြင်းကောင်းခြင်းလုံးစုံတို့ဒီနေ့ရောက်လာကြတော့ယုံကြည်သူအားလုံးပေါ်နိုင်တော်ကောင်းအဝိကနေ့သင်တော်ပေါ်မှာယခုမှစ၍ကာလအစဉ်အမြဲတရားတည်ရှိတည်နေပါစေတော့အာမင်အာမင်အားလုံးဖျားရှင်ကောင်းချီးပေးပါစေကိုတော်၌ဝမ်းမြောက်ခြင်းနဲ့ခွန်အားရစေတယ်အာမင်